အားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါ ဒီ podcast ကနေကြိုးပါတယ်ခင်ဗျကျွန်တော်ကတော့ကိုအောင်ပါမယ်ဟုတ်ကဲ့ပါကျွန်တော်ကိုမို့ပါအရင်ပတ်ကတော့ဘသူကစမလဲမင်းစငါစတယ်ဒီပတ်ကြတော့နှစ်ယောက်စလုံးစကြတာလောပါကွာငါတို့နဲ့ Okay တော့ကျွန်တော်တစ်ချက်ညှိရအောင်ဘသူစမလဲဆိုတာကီးမကြိုက်ဘူးပဲပြောရမလားဆောင်းရမ်းကီးကြိုက်နေလို့ပဲပြောရမလားကီးဆောင်းကကြိုက်နေလို့ပြောလို့ရတယ်ကီးဆောင်းကြိုက်ကီးဆောင်းကြိုက်တယ်နှစ်ယောက်လုံးကအတူတူဆောင်းနှစ်ယောက်လုံးကအတူတူစတယ်ဒီတစ်ခေါက်ကျတော့လည်းနှစ်ယောက်လုံးကဟိုတစ်ခေါက်နှစ်ယောက်လုံးကအတူတူကစောင့်နေတာဒီတစ်ခေါက်ကျတော့လည်းငါတို့ကနှစ်ယောက်လုံးကအတူတူစပြစ်တယ်ခွေးမကြိုက်ရင်ပြီးရောဆိုတော့ဘာလို့ခွေးမကြိုက်ရင်ပြီးရောဆိုတဲ့ဒီချောင်းလည်းပြောတာပါဘာလို့ခွေးမကြိုက်ရင်ပြီးရောဆိုမင်းအိမ်မှာကွာဟိုငငယ်တော့ကနေအခုအထိမင်းဟိုအိမ်မွေးတိလိမ့်ဆန်ပါညာမွေးဘူးလားမွေးဘူးလားဆိုတော့ငယ်တော့ငါဟိုးကလေးလေးဘွားတော့ပဲငါအိမ်မှာဒီမြန်မာနိုင်ငံမှာနေတော့ရန်ကုန်မှာနေတော့ငါခွေးရှိဘူးတဲ့ဒါပေမဲ့အဲ့ဒါငါလုံးဝတိတ်အသက်ကလုံးဝမှတ်မိဘူးခွေးနာမည်တော့မှတ်မိရကွာဒါပေမဲ့ဟို memory အနေနဲ့ပြောရလို့ရှိရင်တိတ်မှတ်မိတော့ခွေးပုံစံမှတ်မိရဒါပေမဲ့ဘာမှတခြားရမရှိခဲ့ဘူးဘာခွေးမျိုးလဲခွေးပဲလဲမှတ်မိလားမှတ်မိခွေးပဲ it's a dog bro ဘာခွေးမျိုးလဲမသိဘူးအဲ့ဘောဒီမြန်မာခွေးမျိုးစားငါလည်းပြောတတ်ဘူးဘာလို့ငါခွေးအကြောင်းလည်းသိခွေးမြန်မာခွေးဆိုလို့ရှိလို့ရှင်မင်းအခုငါတို့ပရိသတ်တွေမေးလိုက်လို့ရှိလို့ရှင်ဘာခွေးလဲဆိုတော့သူတို့ကပြောရမှာခွေးနောက်တစ်မျိုးစားမဟုတ်လေဟိုမြန်မာနိုင်ငံမှာဟိုအိလမ်းဘေးမှာတွေ့လို့တော်တော်များတွေ့ရတဲ့ခွေးမျိုးကွာအဲ့လိုမျိုးခွေးလို့ပြောလို့ရတယ်ဟိုတိတ်ထူးထူးဆန်းကြီးလည်းမဟုတ်ပါဘူးမင်းရောရှိလားမရှိဘူးဒါပေမဲ့အိမ်မှာဟိုငငယ်တုန်းကကွာငါးမွေးဘူးတယ် Okay သူတို့ဟိုပေါ့နော်ငါမှတ်မိတော့ကဟိုငငယ်တုန်းကအိမ်မှာငါးမွေးတဲ့ဥစ္စာကလည်းနောက်ပိုင်းကျတော့မမွေးတော့ဘူးဘာဖြစ်လဲဆိုတော့အိမ်ုံကွာငါတို့အိမ်ုံဝယ်နေတော့ကသူကငါးကန်လေးသူကပါလာတယ်အိမ်မှာOkay အဲ့တော့သူကငါးကန်လေးထဲမှာဆိုတော့အမှဒီ filter တွေရောဗာရောညာရောသူအကုန်ထည့်ပြီးသားကွာထည့်ထားတော့သူကအမှအဖေနဲ့အမေနဲ့ကလည်းတခါတည်းငါးမွေးကြတာပေါ့ဆိုပြီးတော့ငါးမွေးရငါကနည်းနည်းအသက်ကြီးလာတိတတ်တဲ့အချိန်နဲ့ကြာငါးတွေကိုဆယ်ပြီးတော့ငါတတ်ပြစ်တော့တော်ကြီးကမွေးနေတော့အဲ့ဒါဟိုရန်ကုန်မှာလားအခုဟိုစင်ကာပူမှာနေတဲ့အိမ်လားရန်ကုန်မှာငါငငယ်တော့ပေါ့နော်ဟိုမင်းတို့ပြောဟိုငငယ်တော့ပေါက်စာလေးတော့ပေါ့ပေါက်စာလေးတော့ဟိုအဲ့မျိုးနဲ့ငါတော်ပြီးတော့ဟဲတဲ့ငါတို့ငါမမွေးတော့တာတဲ့နေငငယ်တော့တဲ့တွားပြီးတော့စကားနဲ့ဆယ်ပြီးတော့တတ်ပြစ်လို့တဲ့ဆိုတော့ဟာဒုက္ခပဲဒါဘလို့သိမှာတော့မမှတ်မိတော့ဘူးငါမြရတာဝါသနာပါတာနေငါမြရတာပေါ့အမ်ပေါ်ဟုတ်ပါဘူးဟိုငါမွေးတဲ့ပုံစံမျိုးနဲ့အဲ့ဒါပါပဲကျန်တာတော့ဘာမှမဟုတ်အဲ့တော့ဒီငါတို့တွေဒီအကောင်အကြောင်းပြောတာလဲငါတို့နေ့ပြောမဲ့ episode ကိုပေါ့နော်ဒီအပိုင်းလေးမှာနည်းနည်းတလိ္ဆန်အကြောင်းတလိ္ဆန်ယုံနဲ့ပြောတော့တလိ္ဆန်အကြောင်းနည်းနည်းပါဘယ်အကောင်ကဘယ်တော်ကဟိုအကောင်ဆုံးအိမ်မွေးတလိ္ဆန်ဖြစ်မလဲဆိုပြီးတော့ best pet ပေါ့နော်အဲ့ဒါမျိုးနဲ့ငါတို့ကနည်းစကားပြောနေလို့အဲ့ကိစ္စလေးဆွေးနွေးနေလို့ပေါ့အဲ့တော့နေ့ episode အကြောင်းပေါ့ဟုတ်ပါတယ်ကဲအဲ့တော့မင်းက idea ထွက်လာတဲ့လူဆိုတော့နည်းနည်းဆိုတော့ဘလို့ဘယ်ဟာ best bet လို့မင်းထင်လဲငါကြောင်မွေးကျင်တာအာဟာပြောလို့ရှိရင်ဟုတ်ပြီငါကြောင်ချစ်တတ်တယ်ကွာဘာကြောင်ချစ်တတ်တာကလည်းဒီအကြောင်းညာရတော့ဟိုအေးပေါ့ကွာဒါကတော့ငါအကြိုက်ဆုံးပဲအဲ့ဒါအေးပေါ့ကွာကြိုက်တော့လဲမင်းဟိုမှာဗာလဲကြိုက်တာအားမရဒီမှာအယုတ်တောင်ရှိသေးတယ်ဒီမှာကြောက်လို့မှာမင်းဟာရကြောက်စရာအားလာပဲပို့ပဲဆိုတာကြီးပဲအပဒန်လို့ပုတ်ရှယ်တာနော်ဒီ season ကငါပုတ်တဲ့အကြောင်းမပြောတဲ့ဥစ္စာ episode မရှိသေးဘူးတင်မရှိတဲ့ဘက်ကလည်းပို့မယ်ဆိုတာကြီးပဲဆိုပဲအခုကစားတော့လဲကြောင်းကနေစားတယ်ကြောင်းကနေစားပြီးတော့လဲအဲ့ဒါကိုပုတ်မယ်ဆိုကဲဆက်ပြောပါဦးကြောင်းလည်းပုတ်ပေါ်ပဲလားတလိ္ဆန်မွေးရဆိုတာပုတ်ပေါ်ပဲလေမင်းအနည်းဆုံးတော့မင်းခွေးနဲ့ကြောင်းနဲ့ပေါ့နော်ငါတော့ပုတ်မရဘူးပေါ့ချန်တာတော့ပုတ်ငါ့ကိုမင်းငယ်တော့ပုတ်ရလို့ငါကန်ကိုမရှိတော့ဘူးမလားငါ့ကိုလည်းသူမထင်လို့တော့ပုတ်ရတာငါ့ကိုလည်းကြည့်ရမင်းငယ်တော့ပုတ်တယ်ထင်တယ်ကြည့်ရအေးပေါ့ကွာငါလည်းပုတ်သွားပြီးစကားနဲ့ဆယ်သေးပါအပုတ်ကျန်းလို့ကဲတော့ဘာလို့ကြောင်မွေးကြလားမဟုတ်ကြောင်ကတော့ငါပြောရလို့ရှိရင်ဟိုကြောင်ချစ်တတ်လို့ကွာဟုတ်လားကြောင်ချစ်လို့ရှိလို့ရှင်ကြောင်ကကွာကြောင်ဆိုတဲ့ဆိုတော့အိမ်မွေးတိရစ္ဆာန်အနေနဲ့နေလို့ရှိလို့ရှင်ဟိုငါလည်းဒီငါအနေနဲ့ကွာဒီတယောက်ကလာပြီးတော့အဲ့
တိရစ္ဆာန်လာပြီးတော့ပေါ့နော်ငါ့ကိုဟိုဟာ shit မြန်မာလိုဘယ်လိုပြောရမလဲ ပေါ်သွား မှားပြီးတော့ဟို without sounding wrong ပြောလို့ရှိရင်ဘာပြောလို့ရှိရင်နဲ့မှားသွား ငါမသိဘူး မှားသွားမှာဆိုလို့ ဒီကောင်ကွာ connection မပြတ်သွားတာလားဘာဖြစ်နေတာလဲဘောဟာချက်လန်းကြီး noဘာ okay အင်္ဂလိပ်လိုပြောကြည့်လိုက် ကျွန်တော်ပြောတာမှားမိရင်တော့ကျွန်တော်ခွင့်လို့ပါနော်ကျွန်တော်ပြောနေတာ အင်္ဂလိပ်လိုရင်ပြောလိုက်အင်္ဂလိပ်လိုရင်ပြောပြီးတော့ဘာသာပြန်လိုက်အင်္ဂလိပ်လိုရင်ပြောပြီးဘာသာပြန်လိုက် အင်္ဂလိပ်လိုပြောလို့ရှိလို့ရှင်တော့လာပြီးတော့ you know ငါ့ရဲ့ attention ကိုလာပြီးတော့ရှာတယ်ကွာဟလာအကြောင်းပြောလို့ရှင်ငါရှိရောလာပါအောင်မှာဟိုစားတာတော့ငတ်တာတော့တမျိုးပေါ့ခွေးလဲဟို attention လာရှာတာပဲကွာဒီခွေးလဲလာပြီးတော့မှငါတို့ဒါပါလဲသူ့ရဲ့တခင်တွေကိုလာပြီးတော့ချစ်စေခြင်းနဲ့ဟလာကစားစေခြင်းနဲ့အဲ့ဒါပေမဲ့ခွေးတွေကြတော့နည်းနည်းငါစိတ်ထဲမှာအရင်ဟိုenergy လိုတယ်ကွာငါခွေးတော့ဥမာဗလဲနာသူတို့ခွေးတတ်တာဒီသူ့ကိုတွားပြီးတော့ပေါ့နော်သူ့ကို take care လုပ်ဖို့အတွက်ကငါမှအားမရှိဘူးလို့ငါထင်တယ်ကွာခွေးကြတော့မြန်မာလိုဘယ်လိုပြောဖို့စိတ်ကူးရှိရလဲဟမ် without sounding wrong ဆိုမြန်မာလိုပြောရည်လေပြောရင်းနဲ့တော့ okay ဘာမသိဘူးငါနားထောင်ဘယ်လိုမျိုးဟိုငါအဆတော့ပြောမယ်ဥစားပေါ့နော်ဒီဟိုငါတို့ attention လာရှာတယ်ဒါမှမဟုတ်လာပြီးတော့ချစ်စေခြင်းနဲ့နော်မှာဂိူနာခံခြင်းနဲ့ပေါ့ဂယုဏခံခြင်းတဲ့ဥစ္စာကိုငါစိတ်ထဲမှာစဉ်းစားရတာငါမြန်မာလိုပြောလို့ရှိရင်ဘယ်လိုလုပ်မလဲငါခေါင်းထဲကမြင်တာဟောတကင်းနေရှိကိုလာပြီးတော့ပုတ်ခံခြင်းအဲ့ဒါကြောင့်ငါမှားပါတယ်လို့ပြောအဲ့ဒါကြောင့်ခဏကျွန်တော်တောင်းပါပါတယ်ကျွန်တော်ပြောတာမှာ podcast ကိုခဏရေးမင်းပုတ်ပြီးပြန်လာအောင်လားမလုပ်ပါနဲ့ခဏလေး pause လိုက်မယ် technical break လေးလုပ်ပြီးတော့မင်းပုတ်ပြီးပြန်လာခဲ့အတန်နဲ့နားထောင်နေတဲ့ဟိုလူတွေဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်မှလက်ထဲမှာကြောင်ရုပ်လေးကောင်းကောင်းပုတ်ကဲဆက်ပြောခွေးတွေတော့သူတို့ရဲ့ဟိုပေါ့သူတို့ရဲ့ view နာခံတာတွေဘာတွေကိုမီးက attention မပေးနိုင်ဘူးပေါ့အေးပေါ့ခွေးကြတော့နည်းဟိုအားကုန်တယ်ကွာအားသိမ့်မရှိလို့ငါထင်တယ်တခါလေကြားလို့ရှိရင်ငါပေါ့နော်ဟိုအလုတ်သွားတယ်ဒါမှမဟုတ်အပြင်သွားပြီးပြန်လာတဲ့အချိန်ကျလို့ရှိရင်ငါနားကျင်တယ်ပုံမှာပင်မနေဘူးပေါ့ဒါပေမဲ့ခွေးရှိလို့ရှိရင်ခွေးနဲ့ကစားပေးရသေးတယ်ခွေးတွေမှာဗာလဲမှာချီသေးမှာအိမ်နာသွားဖို့အတွက်သူတို့လမ်းလျှောက်ပေးရတယ်အဲ့ဒါမျိုးပေါ့အဲ့ဒါမျိုးနေ့တိုင်းမလုပ်ပေးလို့ရှိလို့ရှိရင်ခွေးတော့ကလည်းဒီသူတို့တော့လည်းမကောင်းလေဟုတ်တယ်လားဒါပေမဲ့ကြောင်နေကြတော့ကွာဟိုအဲ့လောက်ကြီးတဲ့ဟို attention ဟိုအများနဲ့အဲ့လောက်ကြီး energy မကုန်ဘူးကွာဟလားအဲ့လောက်ကြီးအားမကုန်ဟုတ်တယ်သူတို့နေတာအေးဆေးဟဲ့လားထမင်းစားခြင်းမုံစားခြင်းလားတညောင်ညောင်းမယ်အဲ့လောက်ပဲပြီးတော့သူတို့အစားအသောက်ကလည်းအဲ့လောက်ကြီးပေါ့နော်ဟိုခွေးတွေလောက်ပြင်ဆင်စရာမလိုဘူးဟဲ့လားကြောင်ကဘာကြွေစားမှာကြောင်နေကခွေးတွေပုံငတ်တယ်မပြောလို့ရှိလို့ချင်းခွေးတွေကြတော့တစ်ခါလေကြားလို့ရှိလို့ချင်းတချို့တခင်တွေငါရဲ့တငယ်ချင်းတွေပါညာဆိုလို့ရှိလို့ချင်းခွေးစားတာကြတော့သူတို့စားတာလည်းပို့ပြီးတော့ကောင်းတယ်သူတို့ခွေးကိုလည်းချက်ကျွေးရသေးတယ်နော်ဒီတိုင်းသူတို့ဟိုတတ်ကိုခွေးစားဟိုပေါ့နော်မင်းလည်းတွေ့ဘူးပါပေါ့ဟို pet shop တွေပါညာတွေတွားတယ်ပေါ့နော်ဆိုင်တွေပါတွေတွားတယ်ဆိုလို့ရှိရင်သူတို့ခွေးစားအတွက်သူတို့တတ်ဟိုအချောက်မုံနေပါရှိတယ်အဲ့ဒါမျိုးတွေကိုကျွေးတာမဟုတ်အဲ့ဒါတွေနဲ့သူကနည်းနည်းရောပြီးတော့ချက်ထားတဲ့သူကအစားအစာနဲ့သူတို့ရဲ့ဒီခွေးစားသူတို့အချောင်းနဲ့သူကနည်းနည်းရောပြီးတော့သူကကျွေးတာအဲ့ဒါမျိုးပေါ့ခွေးတွေကြတော့အဲ့ဒါမျိုးလုပ်ပေးရတယ်ကြောင်နေကြတော့အဲ့လောက်ကြီးလုပ်ပေးစရာမလိုဘူးကွာ of course ဟိုတခြားခွေးတွေကြလည်းအကျင့်မလုပ်ထားတော့သူတို့ကလည်းဟိုအချောက်ချမ်းမဲ့စားရင်စားမှာပေါ့ဒါပေမဲ့ခွေးကြတော့လည်းပြောရလို့ရှိလို့ရှိရင်ငါအဲ့ဒါမျိုးတွေပေါ့နော်ဟိုနည်းနည်းတခြားတငယ်ချင်းတွေရှိကဟိုသူတို့ရဲ့ story တွေပါကြားလို့ရှိလို့ချင်းငါအဲ့ဒါမျိုးဆိုတော့ခွေးတွေကငါနည်းနည်းတော်တော်အားကုန်ပါမယ်အဓိကတော့ချီးသေးပါငါပြောလို့ရှိလို့ချင်းအကြောင်းနေကြတော့သူ့နေရာနဲ့သူ့ဘာသူသွားတာကွာငါတို့ကဟိုတကားလေးကြားလို့ရှိလို့ချင်းဟိုပြီးတော့ငါတို့ကကိုယ့်ဘာကိုဟိုကျုံပြီးတော့မှပြစ်လိုက်ရုံပဲအဲ့ဒါမျိုးကြတော့အဆင်ပြေတယ်ပြီးတော့လည်းဟိုအတန်ဟိုအကျယ်ကြီးပါညာမရှိဘူးကွာခွေးတွေဆိုလည်းဟိုဟောင်းဒီဟောင်းဟိုပြေးနဲ့မဟုတ်လားအဲ့ပေါ့လူတိုင်းမှာတော့ကွာလိမ့်မယ်ကွာမင်းဟိုကြည့်တဲ့ဟိုလူမွေးတဲ့လူပေါ်မူတည်တာပေါ့ဒါကမင်းကဟိုပြောရမယ်ဆိုလို့ရှိရင် energy နည်းနည်းလေးနည်းတဲ့လူဘက်မှာပါတဲ့ပုံစံပေါက်တယ်ကွာပြီးတဲ့ခါကျလို့ရှိရင်မင်းကဟိုတိတ်ပြီးတော့ဟို self maintenance များတဲ့ဟာမျိုးပဲလုပ်ချင်တာကွာ maintenance အရင်ဟိုများတဲ့ဟာမျိုးမလုပ်မွေးယူဆိုတဲ့သဘောမျိုးပေါ့ဟုတ်တယ်မလားဘာလို့လို့ရှိရင်ကြောင်ဆိုလို့ရှိရင်မင်းတို့ကလည်းပါတယ်ကွာဒါသူ့ရဲ့ဟိုပါပေါ့
ဘယ်လိုမလဲ self care နဲ့သူ့ကိုလုပ်တာကွာတန်ရှင်းနဲ့သူ့ကိုလုပ်တယ်ခွေးဆိုရှင်မြင်းလို့ရေချိုးပေးရတာတော့ဘာလို့ဖြစ်မဲ့တချို့လူကြီးကြောက်လဲဘာမျိုးကိုကြိုက်လဲဆိုလို့ရှိရင်သူကခွေးကိုအဲ့ဒီအောက်ဆင်းပြီးတော့လမ်းလျှောက်ရတာကွာဒီပေါ့နော်သူတို့ရဲ့ဒီခွေးအပေါ်တွေပါတော့အောက်ဆင်းလမ်းလျှောက်တော့သူကကြိုက်တယ်ဘာလို့သူတို့ကြတော့တချို့လူကြတော့အလုပ်ကပြန်လာပြီးလို့ရှိရင်ခွေးလေးနဲ့လမ်းလျှောက်ရတဲ့ဟာကြဒါသူတို့ exercise လို့ပြောလို့ရတယ်ဒါသူတို့ကအိမ်မှာပဲအိမ်မဲ့အစားစားမဲ့အစားဒါခွေးနဲ့လူလမ်းလျှောက်လာတာသူတို့ရဲ့ဟိုပေါ့အလုံးတိုင်းပေါ့အခုဆိုရှိရင်တကယ်လို့တစ်ခါကျတော့က gym သွားတာကြိုက်တယ်ကွာအဲ့ဒါ gym ပြောက်ထဲသွားတဲ့ခါကျလို့ရှိရင်အဲ့လိုအလုံးတိုင်းလိုလေးဖြစ်တဲ့ခါကျလို့ရှိရင်ကိုယ့်အကိုအတွေးလေးနေလို့ရတယ်ပဲရှိရကွာအဲ့မျိုးတွေချက်တယ်လည်းပါလိမ့်မယ်ဒါပေမဲ့မိကုနာပြောရလဲမှန်တယ်ကွာဟိုခွေးနဲ့ကြောင်တဲ့နှစ်ယောက်ကတော့မတူဘူးပေါ့ပုံစံဒါပေမဲ့လည်းအဲ့ဒါလည်းဟိုမွေးရဲ့အမျိုးအစားနဲ့ဟို personality လေးရကွာတယ်ကွာတချို့ကြောင်တွေကြောက်လဲအရန်ကပြည့်တဲ့ကြောင်တွေရှိလို့တချို့ကြောင်တွေကတချို့ခွေးတွေကြောက်လဲအရန်ငြိမ်တဲ့ခွေးတွေရှိရကွာအဲ့တော့ဟိုခွေးနဲ့ကြောင်တဲ့နှစ်ခုကသူတို့ကကြောင်တိုင်းဟိုကငြိမ်တယ်လို့ပြောတာလည်းမဟုတ်ဘူးခွေးတိုင်းကလည်းရန်ကစားလို့မင်းကိုခေါ်ကြီးလိုဟာမျိုးမွေးလို့ရှိရင်ငြိမ်နေမှာကွာပြသိရမလားတချို့ကြောင်တွေဆိုရှိလဲခေါ်ကြီးလည်းမငြိမ်ဘူးလားအဲ့အဲ့ဆိုရှိကမြင်တယ်ကွာငါဘယ်ငြိမ်တဲ့ခွေးဘယ်ခွေးရှိလဲမရှိဘူးလားဟာအမှန်တမ်းပြောလို့ရှိငါတိတ်မသိဘူးကွာဟိုငါတော့ကလည်းဟိုမွေးကျင်လားဆိုလို့ရှိတော့မွေးတော့မွေးကျင်တယ်ဒါပေမဲ့ဟိုဘယ်လိုပြောမလဲနှစ်ခုလုံးကငါကောင်မလေးမှာသူကကြောင်ရှိတယ်ကွာအဲ့တော့အရင်တော့ဆိုလို့ရှိရင်ငါကြောင်ကိုတိတ်ပြီးတော့တတိမထားမိဘူးတိတ်မကြိုက်ဘူးလည်းပြောလို့မရဘူး neutral ကွာသိရမလားအဆင်ပြေငါခွေးကိုပို့ပြီးတော့ကြိုက်တယ်ဘာလို့ခွေးနဲ့ကြတော့ငါကြည့်ဟိုဒီရရှိုးလူတွေနဲ့ကြည့်ရတာပို့ပြီးတော့ကစားတာပါရှိရကွာအဲ့လိုမျိုးပို့ပြီးနေဖြစ်တာကြည့်ရအခုကြောင်နဲ့ကြတော့လေမအဲ့ကြောင်ငါ့ကိုစကားသိမပြောဘူးကွာငါ့ကိုတိတ်ကြက်တိတ်နည်းတော့နည်းဟိုမင်းဖတ်မလို့introvert ကွာပြောလို့ရှိရင်ကြောင်ကငါအဲ့လိုသူ့အိမ်ပိုင်းသွားဆိုကြောင်ပြေးတာပြေးပြီးတော့ပေါ်တယ်တော့နည်းနည်းဒါသူ့ရဲ့ personality နဲ့ပုံမူတည်ရကွာဟိုတချို့ခွေးပါတချို့ကြောင်ဆိုလို့ရှိရင်နည်း friendly နည်းနည်းဖြစ်တယ်ကွာ तू ကကြောင်လူစိမ့်တွေးလို့ရှိရင် तू ကနည်းနည်းကြောက်တတ်တာပဲပါတယ်ဆိုတော့ तू ဟာ तू နဲ့ငါနဲ့အဲ့လိုပေါ့ तू ငါ့ကိုလည်းလာပြီးတော့ဟိုပုတ်ခိုင်းတာပါလို့ရှိရင်ငါတော်လေးကိုပြောတယ်ကွာပြောရမယ်ဆိုရင်ပေါ့ तू ကလည်းတိတ်ပြီးတော့လူနဲ့ဝေးနေတဲ့ကြောက်ကွာ तू ရဲ့ဟိုငါကောင်မလေးတော့ तू ရဲ့တခင်နေပါဆိုရှင် तू ကလည်းနည်းခုနေဖြစ်တယ်ကွာအဲ့တော့အဲ့တော့ဆိုလို့ရှိရင်တော့အရင်တော့ဆိုလို့ရှိရင်တော့ကြောင်ကိုမကြည့်ပြဘူးငါခွေးပဲမွေးချင်တော့စိတ်ကူးရှိတယ်ဒါပေမဲ့အခုကျတော့လေကြောင်လည်းမစိုးပါဘူးဆိုတာသူ့ဟာသူတော့ကောင်းတာပါပဲသိရမလားဒါပေမဲ့ဟိုငါနဲ့ကစားလို့ရတဲ့ကြောင်ဆိုလို့ပိုကောင်းပါဘူးဒီကြောင်လည်းအဆင်မပြေဘူးပေါ့ငါကစားချင်တယ်သူကလုံးဝမကစားတာကွာငါ့အဖက်ကိုမလုပ်တာမင်းကိုလေငါဒီဟလာတကယ်ချင်းတယောက်အနေနဲ့ငါမင်းကိုမှပါလဲခင်လာတဲ့ကာလအရာမင်းကိုကြည့်လိုက်လို့ရှိလို့ရှင်မင်းကခွေးနဲ့ပို့ပြီးတော့အဆင်ပြေမဲ့လူမျိုးတော့ငါထင်တယ်အေးငါလည်းလိုပဲထင်တယ်ဒါပေမဲ့ငါခွေးဝင်းကိုအဆင်မပြေလောက်ထင်တယ်ကြောင်ပဲတစ်ကောင်ထက်ရလိမ့်မယ်ဘာလဲဆိုငါတို့ကဆုံးဖြတ်ချက်ချတယ်မှာငါတို့မပါဘူးကွာငါတို့ရဲ့ဝန်ကြီးချုပ်ငါတို့တင်ပြရတယ်ဆိုငါတို့ရဲ့တမနာကိုအရင်ဆုံးတင်ပြတမနာဆုံးဖြတ်ချက်ချရလိမ့်မယ်တီသားလောက်ကတော့ကြောင်ပဲဖြစ်ဖို့များတယ်ကြောင်တော့တစ်ကောင်ခက်မောင်တင်ပဲဖြစ်ဖို့များတယ်ကြောင်တော့တစ်ကောင်ကွာအဲ့ပေါ်ရပါတယ်ဒါလည်းကြောင်ပဲပေါ့ငါလည်းကစားလို့ရှိရင်အဆင်ပြေရကွာအရေးကြီးပေါ့ပြောလားအဲ့တော့ငါတို့တကယ်လို့ဟိုအတူတူယူပြီးတော့နေတဲ့ခါကြလို့ရှိရင်တကယ်လို့ကြောက်တကောင်မွေးမယ်ဆိုတော့အဲ့ကြောင်ငယ်လေးတည်းမွေးပြီးတော့အသေးငါ့ကိုကောက်အောင်ငါလုံးဝ train လုပ်တာပါအေးပေါ်အဲ့တော့ तू ကဟိုဘက်ကကြောင်တကောင်နဲ့ကစားငါဒီဘက်ကြောင်ဟိုနှစ်ကောင်လုံးသူ့ကိုကတ်လို့ငါသွားပြီငါဘာလို့အောင်မလားငါမင်းကြောင်ဝဲလာပုတ်တော့အေးပါကွာလာရငါကြောင်လာမပုတ်ခင်ငါမင်းခုနကတော့မင်းပြောတဲ့ Cat Mountain ဆိုတာမင်းမသိတဲ့လူတွေမင်းရှိလို့တစ်ချက်ပြောပြလိုက်ပါအောင်အဲ့ငါတို့နည်းနည်းအဲ့ဒါနည်းနည်းအိုတဲ့စကားလုံးဖြစ်လိမ့်မယ်ဒါငါတို့ဟိုလုံခဲ့တဲ့ဟိုဘယ်လိုငါတို့လည်းအိုလွန်းလို့လည်းမင်းနောက်ဟိုငါတို့အငယ်ဘက်က audience တွေကသိချင်မှလည်းသိမှာပေါ့တော့ဒါငါတို့ငယ်တော့အဲ့ဒါလို့ပါ2008လား2009လားအဲ့ဒီတော့ဆိုရှင်အဲ့ Cat Mountain အရင်ငါတို့တိုးတာကွာဘာလို့လို့ရှိရင် cat ဟိုဘာသာပြန်လို့ရှိလို့ရှိရင်ကြောင် mountain ကိုဘာသာပြန်တဲ့ခါတော့တောင်ဆိုတော့ပေါင်းလိုက်လို့ရှိရင်ကြောင်တောင်အေးပေါ့အာရှာပါကွာ share ရနော်ဒါငါတို့ရဲ့ podcast မှာ Chilty podcast ကနေပြီးတော့ Chilty podcast ဆိုငါတို့မဆုံးဖြတ်ခင် Cat Mountain podcast လုပ်ရအောင်
CLM ဆိုပြီးလို့စိတ်ကူးရှိတယ်ခက်မောင်တယ်မောင်တယ်မစိုးဘူးကမဟုတ်ကစိတ်ဝင်စားဖို့အဲ့ဟာလေးကသုံးတာများတယ်ပြီးတော့အဲ့စလုံးကငါတော်လေးကြိုက်တယ်မှလည်းပြောခက်မောင်တယ်မောင်တယ် Okay sorry ပါဒါကတော့ဒါအရင်တော့ဘန်းစကားပေါ့အခုတော့ဘန်းစကားတွေကမတူတော့ဘူးကွာပြည့်မလားအခုဆိုတချို့ဟိုဟာလူတွေပြောတဲ့ဘန်းစကားတွေကတိတ်ဝင်နေမဖြစ်ဘူးကွာဟိုငါတို့တီးတော့တီးရကွာဒါပေမဲ့ဟိုပါပေါ့နော်ဟိုအရင်တော့ငါတို့တော့ဟာလည်းမတူတော့ဒါအရင်တော့ခက်မောင်တယ်မောင်တယ်ဒါအရင်တော့အရင် popular ဖြစ်တဲ့ဘန်းစကားပေါ့ငါခုနပါပြောတယ်မင်းကတီတောင်တီတယ်ငါတီတောင်မတီတော့အေးပေါ့မင်းကအေးပေါ့ငါတီးရဆိုတာလည်းအမှန်တိုင်းပြောလို့ရှိရင်ငါဒီမြန်မာလို့ပေါ့နော်ကြောင်ပွင့်ရင်လှုပ်ရှုပ်ကြောင်ပွင့်လို့ဆိုတော့ဘောဒီမြန်မာဟိုပေါ့နော်ဒီစကားပြောဝေပိုင်းနဲ့ဝေးกว่าတော့ကြားတယ်ကွာဒါပေမဲ့ဟိုအခုတော့တည်းကငါကန်ကောင်းကြည့်တော့ငါနဲ့တွေ့တဲ့ကောင်မလေးကလည်းမြန်မာမဆိုတဲ့ခါကျတော့ဟိုဘယ်လိုမဲ့ဟိုဒီဘက်ကို culture ဘက်ကိုပြန်ရောက်ဖြစ်တာများတယ်ကွာပြီးတဲ့ခါကျတော့ငါလည်းစိတ်ဝင်စားရတယ်ပါတယ်ဟောတော့ငါဒီဘက်ကြီးနဲ့အရင်ဝေးနေတဲ့ခါကျတော့နည်းနည်းအရင် distant ဖြစ်တော့ဟိုဒီမြန်မာဆိုတဲ့ဟာကြီးတော့ဟို identity ကိုတော့မပြောက်သွားခြင်းဘူးကွာပြောခြင်းတဲ့သဘောမျိုးอ่ะသိရမလားအဲ့တော့နည်းနည်းလေးကပြန်ပြီးတော့နီးစပ်အောင်ပေါ့နော်ပြီးတော့မစိုးကွာတချို့မြန်မာဟာတွေကကောင်းတယ်ကွာတချို့မြန်မာဇာတ်ကားတွေပါတယ်အခုတော့လေကြည့်လို့ကောင်းတယ်ဒါပေမဲ့ဟိုဒါဖြတ်ပြီးတော့ကွာပြောတာပေါ့နော်ဒါ side track နည်းနည်းပေါ့နော်အခုမြန်မာကားတွေတော်တော်များကုန်လို့ငါနဲ့ကကီးတိတ်မကိုက်ဘူးကွာဘာမကိုက်လဲဆိုလို့ရှိရင်ကားတိုင်းလိုလိုကဘာဖြစ်လဲသိလားအကုန်လုံးကနောင်မီလေးနဲ့ဟာတွေကြီးပဲဟာတဲ့အဲ့တော့ငါကြည့်လေ story မရှိဘူးဖြစ်ဟုတ် story ပုံရနေ story ကအဲ့ပေါ့တခြားပုံမျိုးဟာမျိုးမရှိဘူးကွာဒါပေမဲ့ကားကောင်းကားကြီးတော်တော်များဆိုရင်ငါကြည့်လို့ရှိရင်ကွာအကုန်လုံးကနောက်မီလေးနဲ့ကားတွေကြီးပဲအကုန်လုံးကဖောက်ပြန်တဲ့ကားတွေအကုန်လုံးကဟိုချိလို့တဲ့ကားတွေအဲ့ဒါကြီးပဲကွာဟောငါစဉ်းစားအဲ့ဒါခစ်စားနေလားအဲ့ဒါကြီးအခုအရင်ခစ်စားမအဲ့လိုကားတွေများလာတဲ့ခါကျတော့ဟိုဘယ်လိုပြောမလဲပြီးလို့ရှိရင်ကားတွေကကွာများလာမကောင်းလို့ဆိုတဲ့ပုံစံမျိုးသူတို့ကအဆင်ပြေတယ်ဒါမျိုးကလည်းနားလည်းပေးနိုင်ပါသေးတယ်ဆိုတဲ့ story လည်းတွားတဲ့ခါကျတော့ဟိုလူတွေပေါ်မှာဘယ်လိုမျိုးကြီးလဲတော့မသိဘူးကွာငါဆိုလို့ရှိရင်တော့ငါတို့ကအမှန်တည်းပြောရတဲ့ဟို older generation လို့လည်းပြောလို့ရရင်ရလိမ့်ပဲကွာ older လို့လည်းပြောတာလည်းပါတယ်တော့ကွာဒါပေမဲ့ဟိုအဲ့ဒါမျိုးကွာငါတို့ဒီမြန်မာ culture ကြီးနဲ့တိတ်ပြီးတော့အဆင်မပြေဘူးကွာပြောချင်တယ်သိရမလားအခုကတော့နည်းနည်းဟိုမှာပို့ပြီးတော့နားလည်မှုနေနေရှိရတယ်ကွာဒါပေမဲ့ဟိုတမျိုးကြီးပဲကားကြီးကြီးอ่ะငါဟိုထွက်လာတဲ့ကားကြီးလဲအဲ့ဒါမောင်နောက်မီလင်းပြန်ပြီးနောက်ကောင်လေးနဲ့တွဲပြန်ပြီးနောက်ဟိုကနေဟာစနိုက်ယူလာလဲပါသေးတယ်ဒါပေမဲ့ဒီကားကြီးခစ်စားတယ်ဆိုတာလဲဟိုပေါ့နော်ဒီပို့ပြီးတော့လူတွေကြည့်မဲ့ဥစ္စာကိုလဲမှာဒီနည်းနည်းအာရုံစိုက်အောင်မယ်လေဟုတ်တယ်လားမင်းဟိုရုပ်ရှင်ရိုက်တဲ့သူတယောက်အနေနဲ့ကငါတို့ရဲ့ဟို podcast မှာလည်းအတူတူပဲကွာဘာဘယ် topic ကဟုတ်လားဒီရုပ်ရှင်ဆိုလို့ရှိရင်ဘယ်လိုမျိုးဇာတ်လမ်းတွေကလူကပိုချိမလဲဘသူကပို့ပြီးတော့စိတ်ဝင်စားပို့ပြီးတော့ရောင်းရဖို့အတိကပေါ့နော်ဟိုမင်းမြန်မာစစ်ကားရှိတယ်ဆိုလို့ရှိရင်ထားပါတော့မြန်မာစစ်ကားရိုက်တယ်ကောင်းတယ်မင်း effect တွေကောင်းတယ်ပေမဲ့ဘသူမှလာပြီးတော့မကြည့်ဘူးဆိုလို့ရှိရင်လည်းရိုက်ခံရလိမ့်မယ်ရှုံမယ်လေအဲ့ပေါ့အဲ့မျိုးပေါ့မဟုတ်ပြောတာပေါ့နော်ဟိုတခြားဟိုဗာလဲဒီရုပ်ရှင်တွေတချို့ရုပ်ရှင်ဇာတ်လမ်းသွားရဆိုလို့ရှိရင်ကွာငါတို့ရှိမှာ technology မရှိဘူးကွာပြောလို့ရှိလို့ရှိရင်လေဟုတ်တယ်လားဟို Marvel movie လိုမျိုး standard လောက်မင်းဟို Avenger တို့မင်းဟို Iron Man တို့ဖာတို့ရိုက်ဖို့အတွက်ကမင်း studio ကလည်းဟိုမင်းအကြီးကြီးကလည်းရှိအောင်ပါမင်း special effect တော့လည်းမင်း budget ကရှိအောင်ပါအဲ့ဒါမျိုးတွေဟိုအဲ့ဒါမျိုးတွေအတွက်ကြတော့လည်းခက်တယ်လေခက်တော့ဟိုအမှုပညာအရာဟိုဘယ်ဥစားလွှဲလဲဘယ်လိုမျိုးပုံများပြောကောင်းလဲပြီးတော့ကိုရီးယားကလည်းခစ်စားတယ်ဆိုတော့အဲ့ဒီ drama style လိုမျိုးနဲ့ပဲလိုက်ကြမှာပေါ့ဒါပေမဲ့ကိုရီးယားကမှအဲ့လောက်ထိချီချင်းလုပ်တဲ့ဟာမျိုးသိမရှိဘူးကွာရှိတာပေါ့မင်းကတေချာမှမကြည့်တာအဲ့ဘက်ကိုမှမင်းကမရောက်တာအဲ့မဲ့တော်တော်များများနာမည်မကြည့်လို့ဖြစ်လိမ့်မယ်နာမည်ကြီးရဲ့ကားတွေမှာပြောတာငါပြောချင်တာရှိရကွာဒါပေမဲ့နာမည်ကြီးရဲ့ကားမျိုးမှာအားလုံးမရှိတာသိရမလားဘာလို့ဆိုရင်မင်းတော်မှကြည့်လို့ရှိရင်နာမည်ကြီးရဲ့ကားတော်တော်များသူတို့ရဲ့ standard ကတထေးကနေပြီးတော့အောက်ကဟာကိုလို့ကုမ္ပဏီကနေဝင်လုပ်တယ်ပြီးလို့ရှိရင်အေးကွာချကွာမင်းကလုပ်ပြီးမင်းကလည်းအပေါ်တထေးကဟိုကွာဒီဟို internship တော့ဘာလို့ကနေစတယ်ကွာတထေးကအပေါ်ကနေအောက်ကောက်တော့လုပ်တာပြီးတော့အောက်ကနေလှုပ်ရင်းနဲ့သူကအပေါ်တက်လာတာကွာဟုတ်တယ်ဟုတ်လားဒုက္ခငါတို့နောက်ပိုင်းငါတို့ရဲ့ဟိုဟာလဲဟိုဟာဗီဒီယိုတွေအကုန်လုံးဟိုဟာ R rated ပေးရတော့အဲ့ဒါကွာအဲ့လိုမျိုးဟာတွေကပို့ပြီးတော့လည်းခစ်စားတယ်လို့ပြောလို့ရတယ်ဒါပေမဲ့မြန်မာနိုင်ငံမှာကြည့်ရတာ popular ဖြစ်တဲ့ဟာတွေကပို့ပြီးတော့ relatable ဖြစ်လို့လည်းဖြစ်ပါလိမ့်မယ်။ဘာလို့လူတွေတော်တော်များများလည်းကကြည့်ရအဲ့ဒီခါတွေကဟိုနေဖြစ် Okay sorry ပါဒါကတော့ side track ပေါ့နော်ဟိုရုပ်ရှင်ကားအကြောင်းပြောနေနေ
အဲ့တော့ငါတို့ခုနကပြော ရ တယ် တယ် အိမ်မွေးတိတ်ဆန်ကြောက် ငါတို့အဲ့ဒါမင်းငါတို့နောက် episode ကြအဲ့အကြောင်းပြောအောင် ရတယ်ရရုပ်ရှင်ကြောင်းရတယ်အဆင်ပြေတယ်မင်းကနည်းနည်းတော့ကြည်ရလိမ့်မယ်ဘာလို့မင်းကမြန်မာနဲ့နည်းနည်းဝေးမြန်မာရုပ်ရှင်လောကနည်းနည်းဝေးနေလို့ဆိုတော့မင်းနည်းနည်းတော့ follow နည်းနည်းတော့လုပ်ရအောင် မထင်နဲ့ အာ ထင်နဲ့ငါမေကြည့်ရင်ငါလိုက်ကြည့်ရတာ အေး okay တော်ပြီငါပြော online ဟို အဲ့လောက် online ကြောက်မွေးသေး ဟို website ကြည့်ရဟာဆိုဒီမခောက်ဘူးလို့ငါပြောမှု အေးဒါပေမဲ့ဟိုပေါ့နော်ဒီကျွန်တော်နားထောင်နေတဲ့ဟိုပရိသတ်ကြီးတွေထဲမှာအမှုပညာလောကတွေကသူရှိခဲ့လို့ရှိလို့ရှိရင်ကျွန်တော်တို့နည်းနည်းလေးပြောပြပါအောင်ပေါ့နော်ဘယ်လိုမျိုးအခြေအနေရှိလဲဟလာ comment လေးပါလေးပေး message လေးပါလေးပို့ပေးတယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့အတွက်နည်းနည်းအထောက်အကူဖြစ်တာပေါ့ဗျာကျွန်တော်တို့လည်းပို့သူတွေရတာပေါ့ဒါမှမဟုတ်ကျွန်တော်တို့ podcast မှာလာပြီးတော့ guest အနေနဲ့စကားပြောနေတယ်ဆိုရင်လည်းကျွန်တော်တို့ရတယ်အဆင်ပြေတယ်ကျွန်တော်တို့တော့ဟုတ်တယ်မလားကဲအဲ့ဒါမျိုးဆိုတော့ဒီကျွန်တော်တို့ရဲ့ဒီအမှုပညာသမားတွေကဘာအိမ်မွေးတိရစ္ဆာန်မွေးလဲဆိုတော့ဥစားမင်းဘာလို့ဘာအိမ်မွေးတိရစ္ဆာန်မွေးမယ်ထင်တော့ ဘယ်သူတွေကဘာအိမ်မွေးစမွေးမယ် အမှုပညာလောကတွေကလူတွေ အမှုပညာလောကတွေကလူတွေ access တွေလဲဆိုရင်အဲ့မျိုးပေါ့မင်းဟာကြီးဟာလေ သူ့လေဒါမင်းထင်တယ်မင်းထင်တဲ့ဥစ္စာကိုမေးတာပေါ့နော် ခွေးမွေးတာများမယ်လို့ထင်တယ် story ကဟိုဘက်ရောက်သွားတော့ငါဒီဘက်ကငါပြန်ပြီးတော့ခေါ်လာ အဲ့တော့တော်များလူတွေကခွေးမွေးကြတယ်လို့ငါထင်တယ်ကွာဒီသူတို့ကြည်ရတဲ့ပုံစံခွေးမွေးရဲ့ဟာတွေများမယ်လို့ထင်ကြောင်လည်းရှိလို့ရှိမှာပါဒါပေမဲ့ဟိုကြည်ရဟိုသူတို့တော်များအကုန်လုံးကခွေးမွေးတာများတယ်ငါကြည်တာငါလူငယ်တဲ့ဟိုဟာတော့မှဆိုလို့ရှိရင်ဟိုနည်းနည်း3နှစ်တောင်မှဆိုလို့ရှိရင်အဲ့ဒါပေါ့သူတို့ခွေးအိမ်မွေးလိမ့်ဆန်ခွေးရမွေးတာတော်တော်များတာဘာလို့ငါမှတ်မိတော့ငါဒီ Facebook တို့ဘာလို့ငါ follow လုပ်တယ်ပြီးငါဒီရန်ကုန်ပြန်သွားတဲ့ခါကျလို့ရှိရင်ငါရဲ့ဒီအတိအပိုင်းမှာကြည့်လို့ရှိလို့ရှိရင်သူတို့အိမ်မှာအဲ့လိုခွေးမွေးတာများလာတယ်ကြည့်ရတာဟိုဘယ်လိုပြောမလဲအရင်တော့ဆိုလို့ရှိရင်ငါတို့ခွေးဆိုလို့ရှိရင်ခြံဆောင်ခွေးတို့ဘာလို့ပဲရှိတာကွာဟိုအိမ်မှာတေချာမွေးပြီးတော့တေချာခုနေဖြစ်တဲ့ခွေးမျိုးမရှိဘူးကွာအပအဲ့လိုမျိုးမရှိတဲ့ခါကျတော့အခုတော့တွင်းကအဲ့ဒါတွေကပို့ပြီးတော့များလာတယ်လို့ငါထင်တယ်ကြောင်အနေနဲ့ပြောလို့ရှိရင်ရှိတယ်မငါတကယ်ကြီးဆိုလို့ရှိရင်ကြောင်12កောင်လားမသိဘူးရှိတယ်အဲ့ဒါတော့ဆွမ်းရည်လွန်ရအောင်12កောင်ဆိုပြင်းနေတာဒါပေမဲ့မဟုတ်သူတို့ကကြာဘာဖြစ်လို့ဆိုကြောင်ကအဲ့လိုငါဒါအဲ့ဒါမြန်မာနိုင်ငံမှာ12កောင်ဒီငါအခုသိတာငါရဲ့တကယ်ကြီးနောက်တစ်ယောက်စင်ကာပူမှာဆိုလို့ရှိရင်လည်း12កောင်လောက်ရှိတယ်ဘာလို့သူကဘာဖြစ်လို့ဆိုရင်သူကကြောင်အထီးနဲ့ကြောင်အမနဲ့ရှိပြီးတော့ဟိုကလေးမွေးတဲ့ခါကျတော့3 4 5 5កောင်ဖြစ်သွားတာကွာအရင်တော့ဆိုလို့ရှိရင်ကြောင်တွေကဟိုဒီစင်ကာပူမှာဆိုလို့ရှိရင်သူတို့ကဟိုဟာအိမ်မွေးသိစံလို့ဟိုမလုပ်ထားဘူးလေပမိတ်မပေးထားဘူးအိမ်မှာကြောင်မွေးခွင့်မရှိဘူးကွာအော်ပရိသတ်တွေဟိုဒီမြန်မာနိုင်ငံထားတဲ့ပရိသတ်တွေတီးလို့ရှိရင်ပြောလို့ဒီအရင်တော့ကလွန်ခဲ့တဲ့တစ်နှစ်လောက်ထိပေါ့နော်မနှစ်ကလောက်ထိသူတို့ကကြောင်ကိုအိမ်မွေးသိစံအနေနဲ့သူကသဘောမထားဘူးအိမ်မွေးသိစံနဲ့ဟိုနေလုပ်လို့မရဘူးကြောင်ကအိမ်မှာမွေးလို့မရဘူးဒါပေမဲ့ဒါကဟိုလော်ကြီးလို့တခုပေါ့နော်ဒါစီမင်းစီကတခုလို့ချထားတယ်ဒါပေမဲ့ဟိုတချို့လူတွေကမွေးလို့ရှိရင်လည်းအရန်ကြောင်ကြီးကိုသွားပြီးတော့ဟိုယူသွားတယ်ဗျမရှိဘူးကွာမွေးလို့ရတယ်ကွာမျက်လုံးမိတ်ထားပေးရကွာအဲ့တော့မျက်လုံးတစ်ဖက်မိတ်ပေးထားတယ်ကွာဒါမျိုးကဒါရှိတယ်ကွာအဲ့တော့ဒါပေမဲ့အဲ့တော့ကြောင်ကွာမင်းကဟိုဒီအဲ့လိုပေါ့ကြောင်နေအိမ်မှာမွေးထားတာအဲ့လိုကြောင်နေရတယ်ပေါ့ကလေးတွေပူမွေးရမှာအဲ့ဒါကိုသူကမင်းကသွားပြီးတော့ဟိုရောင်းပိုင်ခွေလည်းမရှိဘူးနောက်ပြီးတော့ပြီးလို့ရှိရင်မင်းကဆုတ်ပြစ်လို့လည်းမရအောင်တင်မဟိုတငယ်ချင်းတို့ဘာလို့ပဲမင်းဟာလို့ပေးလို့ပဲရတာကွာအလကားလို့အဲ့တော့မင်းအနေနဲ့ပြောမှဆိုရှင်အရင်တော့ဆိုရှင် officially တင်မှာဟိုကြောင်ရောင်းတာတို့ကြောင်ဟိုနေဖြစ်တာလို့လို့မရဘူးကွာဒါပေမဲ့အခုကျတော့နည်းနည်းအဲ့ဒါတွေလုပ်လို့ရတဲ့ခါကျတော့ဟိုကြောင်သူကလည်းအဲ့လိုနည်းနည်းပေါ့နော်တကယ်ကြီးတွေပါပြင်ရောင်းတာပါလုပ်လို့ရတယ်ကွာပြောချင်တဲ့သဘောမျိုးอ่ะအဲ့ပေါ့တကယ်တမ်းတော့လည်းအဲ့လိုကြီးလည်းမဟုတ်ဘူးကွာမင်းဟိုဒီဥပဒေသာသူကချထားတယ်ဒါပေမဲ့ဒီမှာရောင်းဝယ်လုံနေတဲ့လူတွေလုံနေတာပဲပြီးတော့မင်းဒီအိမ်မှာအကြောင်အိမ်မွေးလိမ့်ဆန်နေနဲ့ထားလို့မရဘူးဆိုတော့ဥစ္စာမင်း HDB မှာပဲရှိတာမင်းဟိုကွန်ဒိုတို့ဟလာလုံးဝလုံးချင်းအိမ်တို့ဘာတို့ညာတို့ဆိုလို့ရှိရင်သူတို့မွေးဖို့ရတယ်ပြဿနာမရှိဘူးသူကအဲ့ဒါမျိုးစီမင်းနေတယ်ရှိမှာပေးမထားလားအဲ့ဒါတော့ငါလည်းမသိဘူးအဲ့ဒါတော့ငါအဲ့အထိတော့ငါသွားပြီးတော့လှမ်းပြီးတော့ဟို Google ချက်ကြည့်လိုက်ခဏလေးနော်စိတ်ဝင်စားတယ်ဆိုရင်တော့ရှာပြီးလိုက်ချက်ကြည့်လိုက်ကြည့်ပါဗျာဘာဖြစ်လို့မရတာလဲတော့ငါကတော့တိတ်ပြီးတော့မသေးချအောင်ဒါပေမဲ့ဟိုနောက်ပိုင်းတော့အခုတော့ရပါပြီအခုတော့ပြဿနာသူတို့ကဘာဖြစ်လို့ဆိုလို့ရှိရင်တဲ့ဟိုခုခွေးရပါဆိုရှိသူကအိမ်မှာပါနေရတာဟိုနေဖြစ်တယ်ကွာထိန်းလို့ရတယ်ကွာကြောင်နေတော်တော်များများတဲ့သူတို့ကဟိုအိမ်ကနေပြီးတော့ထိန်းလို့မရဘူးဆိုတဲ့ဟာမျိုးသတ်မှတ်ထားတဲ့အတွက်သူကအကြောင်နေတော်များဆိုကွာသေးလဲသေးတယ်ကွာသေးတော့သူတို့ကနေဒီတိုင်းပဲအိမ်တကားတွေထွက်သွားတာတော့ဘာလို့ရှိရကွာအဲ့ဒါကိုသူကသတ်မှတ်ထားတဲ့အတွက်သူကအဲ့ဒါကြောင်နေသူက HDB flat မှာသူကပေးမွေးတာဒါဒီလိုဒါ back story ပေါ့အေးပါအမေကြောင်ကလွဲလို့တခြားလိမ့်ဆန်မွေးဖို့စိတ်ကူးမရှိဘူးလား
ကျောင်းကလွဲလို့တခြားလိမ့်ဆန်ကျောင်းကလွဲလို့ဘာမွေးရအောင်လဲငါလည်းမသိဘူးခွာခွေးတော့ငါတိတ်ပြောမမွေးခြင်းဒါပေမဲ့ပေါ့နော်ဟိုငါတခြားလူတွေဘာကောင်းနေတကယ်စင်ကာပူမှာပေါ့နော်စင်ကာပူမှာတခြားအိမ်မွေးလိမ့်ဆန်တွေသူတို့မွေးတာရှိတယ်တချို့လူတွေဆိုမင်းယုံမွေးတာတော့ဘာလို့မင်းကြားဘူးကြားဟုတ်တယ်ယုံတို့တချို့တွေဆိုရင်အမှယုံနေမွေးကြတယ်ဟိုမင်းငါကလည်းငါခုနကအစပြောတဲ့ဆိုအိမ်မွေးလိမ့်ဆန်ထဲမှာပဲပါတာပေါ့ငါမွေးတယ်ပေါ့ငါမွေးတယ်သူကအဲ့ငါးကန်ထဲမှာပဲသူကငါမွေးတယ်လိတ်မွေးတယ်ပဇွန်မွေးတယ်ပဇွန်ဆိုတာတော့ဟိုငါတို့စားတဲ့ပဇွန်မဟုတ်ဘူးပေါ့နော်ဟိုအသေးလေးဒါပေမဲ့အဲ့ငါမွေးတာလဲကွာသူကဟိုငါတည့်ရလူတွေဆိုတော့သူတို့မှငါမွေးတဲ့ဟာသူတို့ကငါမွေးုံတမဲကိုသူတို့ကဟိုနေမဟုတ်ဘူးကွာဒီလိုဆိုငါတို့တကယ်လို့ခွေးမွေးတယ်မလားခွေးမွေးလို့ရှိရင်ခွေးကို train လုပ်တာတော့ဘာလို့ကွာဒါဆိုခွေးအတွက်ပဲကွာတည်ရမလားဟိုဟာဘယ်လိုပြောမလဲဟိုအဲ့ဒီကြောင့်မွေးတဲ့သဘောမျိုးကွာအဲ့တော့ငါတကယ်ချင်းတယောက်ဆိုလို့ရှိရင် तू ကငါမွေးရတော့ငါမွေးရစိတ်ဝင်စားတယ်ဒါပေမဲ့ तू ကဘာကိုပိုစိတ်ဝင်စားလဲဆိုလို့ရှိရင် no မဟုတ်စီဝိုင်းနေမွေးတာပေါ့ငါမွေးရတော့ तू ကစိတ်ဝင်စားဒါပေမဲ့ तू မှာပိုပြီးစိတ်ဝင်စားတာအဲ့ငါးကန်ဟိုတိဆောက်ရတော့ तू ကပိုစိတ်ဝင်စားတာတည်ရအဲ့တော့ဘယ်ငါးပဲရှိကွာ तू ကငါးမျိုးစုံ तू ကဝယ်ဒါပေမဲ့သူ့တော့ကဘယ်ငါးဘာငါးဆိုပြီး तू ကတိကျအရန်အတိကျမဟုတ်ဒါပေမဲ့ तू ကအဲ့ဒီငါးကန်မှာတဲလေးတွေဘယ်လိုထားလဲပြီးလို့ရှိရင်ဘာကြောက်တုံးလေးတွေထည့်လဲဘာ item လေးတွေတို့ပေါ့တော့တိတ်ရွက်လေးပါ तू အဲ့ဒါကို तू ကဟို hobby လို့ဖြစ်တာကွာငါတို့ဆိုလို့ရှိရင်ငါရဲ့အခုဟိုအရင်တော့ဆိုရှိလို့ရှိရင်အခုလည်းဟိုနေဖြစ်ပါတယ် Lego ဆောက်ရတာသဘောကျတယ်ကွာဟုတ်တယ်မလားဒါပေမဲ့သူ့အတွက်ကကြတော့ငါးကန်ကိုတိဆောက်ရတာ तू က Lego လို့ဖြစ်နေတာအော် तू ကပတ်စံစုတယ် तू အဲ့ငါးကန်အတွက်ပစ္စည်းလေးတွေဝယ်တယ်ပြီးလို့ရှိရင်ငါးကန်တစ်ခုဆောက်တယ်အေးပေါ့ဆောက်ပွဲဒီငါးကန်ကနေပြီးတော့ငါးကို transfer လုပ်ပြီးတော့ तू ဟိုငါးကန်အဟောင်းကို तू ပြန်ပြီးတိုးတက်အောင်ပြန်ဆောက်တယ်तू ကဒါသူ့ရဲ့ hobby လို့ဖြစ်နေတာအဲ့တော့ဒါငါးမွေးတဲ့လူတွေတချို့လူတွေရဲ့ဟာတွေကလည်းအဲ့လိုမျိုးပေါ့ငါးမွေးုံနေမဟုတ်ဘူးဒါပေမဲ့အဲ့ငါးကန်ကိုစောက်ရတဲ့ journey ကိုကြိုက်တာကွာအေးပေါ့ဒါလည်းသူတို့ရဲ့ hobby တစ်ခုပဲပေါ့ဟုတ်တော့သူကငါးကန်မှာတော့စောက်ရတော့ ecosystem လို့လုပ်လို့ရတယ်မွေးတာလည်းရှိတာပေါ့စီးပွားရေးအနေနဲ့မွေးရခါကျတော့ဒါပေမဲ့စင်ကာပူမှာတော့အိမ်အနေနဲ့ကြတော့စီးပွားရေးနဲ့မွေးပါနေတော့ခက်တယ်ကွာနေရာမရှိရလဲပါစီးပွားရေးဆိုတဲ့ဥစ္စာမဟုတ်စီးပွားရေးဆိုတဲ့ဥစ္စာကဟိုငါပြောတဲ့အနေနဲ့ဟိုငါးမွေးမိရေပုံစံမျိုးပြောတာမဟုတ်ဘူးတခြားဟိုပေါ့နော်မင်းတခြားမင်းသူတွေအိမ်သွားလို့ရှိလို့ရှိရင်မင်းတွေ့ဘူးလားမင်းဟိုရွှေအောင်ငွေအောင်ငါးကြီးအကြီးဟိုလက်ကြီးတွေတကောင်4000 5000 iguana မဟုတ် sorry ပါ iguana ဖို့အဲ့ငါဘာငါလဲငါဘလူးခေါ်လဲငါမေ့သွားပြီရွှေငါလားဟာလားဟုတ်ပါဘူးကွာငရက်အာဝါနာချောစားတယ်ငါအေရှာအာဝါနာအဲ့ဟုတ်တယ်အဲ့အာဝါနာငါဟိုရန်ကုန်မှာတော့ငါတို့မသိဘူးကွာဟိုငါတို့ရဲ့ဒီ US ကနေပြီးတော့နားထောင်တဲ့ဟိုပြည်သက်တွေလည်းငါတိတ်ပြီးတော့မသေးကြဘူးသူတို့အဲ့ US မှာဘယ်လိုမျိုးဟိုအခြေအနေဘယ်လိုမျိုးလုပ်ကြလဲတော့ငါတိတ်ပြီးတော့မသိကြဘူးဒါပေမဲ့စင်ကာပူမှာပေါ့နော်စင်ကာပူကလူတွေဆိုလို့ရှိရင်တော့မှတိမှာပေါ့ဘာဖြစ်လို့လဲဆိုတော့သူတို့အဲ့ iguana ငါးကြီးတွေကိုတချို့လူတွေကအကောင်လေးသေးလေးမှာကွာသူကဝယ်တယ်ဝယ်ပြီးတော့သူကအကြီးလာအောင်သူကဖြည်းဖြည်းချင်းသူကတိချာမွေးတာဒီကောင်ကလည်းပို့ပြီးတော့ဘာဖြစ်လို့စီးပွားရေးအနေနဲ့မွေးလို့ရလဲဆိုတော့အကောင်ကြီးတွေကကြီးပွားတယ်ဆိုလို့ရှိလို့ရှိရင်သူတို့ကလက်ခေါ်တဲ့အနေနဲ့သူကအိမ်မှာထားတာအကောင်ကြီးတွေကအဲ့ငါးကြီးတွေအကြီးတွေကပေါ့နော်သူတို့လက်ကောင်းတယ်လက်ဝင်ဖို့ဆိုပြီးတော့သူတို့ကတထေးတွေကဝယ်ကြတာဒါပေမဲ့အဲ့ဒီအကောင်ကြီးကြီးဖို့အတွက်ကငယ်ကလေးကနေပြောမှမွေးမြူလာတဲ့လူတွေကကြတော့သူတို့ကအဲ့စီးပွားရေးတစ်ခု investment တစ်ခုအနေနဲ့သူတို့ကမွေးတာဒါကလည်းဟိုလွယ်တဲ့ဥစ္စာမဟုတ်ဘာဖြစ်လို့လဲဆိုတော့သူကဒီရေရဲ့ temperature လေးကနည်းနည်းလေးလွှဲသွားတယ်ကွာနည်းနည်းလေးပိုအေးသွားတယ်နည်းနည်းလေးပိုပြီးတော့ပူသွားတဲ့ဘာညာဆိုငါကသေရောငါဟိုအရန် sensitive လည်းဖြစ်တယ်ပြီးတော့တေတေချာချာသူ့ရဲ့ဟိုအစားအသောက်ကလည်းသူကတေတေချာချာကျွေးမှအချိန်မှန်ကျွေးမှပုံမှန်ကျွေးမှပြီးတော့သူတို့မကျွေးလို့မရတာရှိတယ်ကျွေးလို့ရတာရှိတယ်အဲ့ဒါမျိုးတွေကိုတေချာ diet ကို control လုပ်တော့မှာကွာမင်းသူကအကောင်ကြီးကကြီးသွားတာအဲ့ဒါမျိုးတွေပေါ့နော်အဲ့အကောင်ကြီးကကြီးသွားတဲ့ဥစ္စာအပြင်သူကပို့ပြီးတော့လှလာတာကွာအဲ့ဒါမျိုးဆိုတော့ငါစီးပွားရေးအနေနဲ့ဆိုတာအဲ့ဒါမျိုးပြောတာပေါ့နော်ဟိုမင်းခုနကတော့ပြောလို့မျိုးဟိုမွေးမြူရေးအနေနဲ့သူကအိမ်မှာမွေးတယ်ပြီးတော့မှစားတယ်ပါညာတော့အဲ့ဒါမျိုးကတော့အဲ့လောက်ကြီးမရှိဘူးဒါပေမဲ့ငါဟိုကနန်းမွေးတဲ့ဥစ္စာတော့ငါတွေ့ဘူးတယ် HTV မှာခုနကငါတို့ကနန်းမွေးမြူရေးဆိုပြီးတော့အာဝါနာလို့ငါတို့ပြောနေတယ်ငါချက်ရှာကြည့်တာပေါ့နော်ဟိုone of the ရှားပါတဲ့အာဝါနာတစ်မျိုးအမျိုးအစားတစ်မျိုးอ่ะ
တကယ်ရှားပါတဲ့အမျိုးအစားတစ်မျိုးပေါ့နော်သူကလည်းပြီးတော့ species အစ်စ်ကွာအဲ့အစ်စ်အဲ့ဟာကဘာဘယ်နိုင်ငံကလည်းသိလားခါမှကြည့်အသိမဝေးဘူးသိမဝေးမဟုတ်မြန်မာနိုင်ငံကဝေးသူတို့ဟိုအခုသူတို့ဟိုလူငယ်2010လောက်တုန်းကသူကရှာတွေ့ရဒါဟိုသူကဟိုငါးနာမည်ကပါတိတ်အာဝါနာလို့ခေါ်ရကွာပါတိတ်အာဝါနာခေါ်တာဘာလို့ပါတိတ်အာဝါနာလို့ခေါ်လဲဆိုရင်ပါတိတ်သိရမလားဟိုဒီပါတိတ်ဒီဇိုင်းလေးသူကအဲ့ငါးရဲ့ဟိုပေါ့နော်အရေကုန်တွေပါရဲ့အဲ့လိုပါတိတ်နဲ့တူတဲ့ငါးမျိုးကွာပြီးတော့အဲ့ဒါဟိုငါ့ကိုပါတိတ်ဝေပေးထားတာငါ့ကိုပါတိတ်ဝေပေးထားတဲ့ဟာမျိုးအဲ့မျိုးတော့ပြီးတော့ zebra လို့ပုံစံလည်းဖြစ်တယ်ဒါပေမဲ့ပါတိတ်လို့ဟာမျိုးဖြစ်တဲ့အတွက်အဲ့ဒါအခုငါတို့တင်းနာကြီးဒီမြစ်ဟိုပါပေါ့နော်အတွင်းမှာဆိုရှင်ဒီအဲ့ငါးတွေကအဲ့ဒီမှာတွေ့ရတာဟိုနည်းနည်းဟိုရှားတဲ့ငါးတစ်မျိုးပေါ့အဲ့ပါတိတ်ဝေပေးတာ1 set လားဒါမှမဟုတ်ဟိုရင်ဘုံမပါဘူးလား full set ပါ full set ဝေပေးတာfull set 0 G ရယ်ပါတိတ်ထမိန်လေးလိုမျိုးစကတ်လေးလိုမျိုးပဲဝစ်လိုက်မဟုတ်သူကပါတိတ်ကိုသူ full body ကွာသူကချုပ်ပေးတာဆိုတော့ तू အပေါ်နဲ့အောက်အပေါ်1 set ပါတယ်1 set ပါတယ်ပြီးတော့ဟိုထမင်းကလည်းဟိုဂွင်းကြီးဟာဆိုတော့အဆင်ပြေတယ်ဝေးရတာဟာအဲ့ကောင်းတယ်ကွာမင်းအဲ့ရှယ် तू ခြုံတယ်ကွာလှုပ်တယ်ဟုတ်ပါဘူး အဲ့ပေါ့မင်းကလည်းဟာချုပ်ပဲဆိုတာကြီးပဲဇွတ်ပဲဒုက္ခချုပ်မှာပုတ်တာတွေဟာအေးပါကွာကဲခုနမင်းကတော့ကနန်းမွေးရတယ်တွေ့ဟဲ့လားအိမ်မွေးတလိမ့်ဆန်ကလည်းမင်းဟိုချစ်ဖို့ခင်ဖို့ပို့ပဲဆိုတော့ဟုတ်လားဒါပေမဲ့ငါမွေးတယ်ချစ်ဖို့ခင်ဖို့ပို့ရတယ်ချွတ်ဖို့မပါဘူးเนาะချွတ်လို့မရအောင်ဒါပေမဲ့ငါကြတော့လေကွာဟိုငါတိတ်ပြီးတော့ဟိုပါပေါ့နော်ဒီငါခုနကပြောလို့မျိုးဟိုဗာလဲနောက်တာကတော့နောက်တာကွာဒါပေမဲ့အိမ်မွေးလိမ့်ဆန်ငါအတွက်ကပေါ့နော်ဟိုကြောင်နေခွေးတွေဆိုလို့ရှိရင်ဘာပဲပြောကွာမင်းဟိုစားဗာလဲဒီကစားလို့ရသေးတယ်ချစ်လို့ကြသေးတယ်ဟလားဒီဒါပေမဲ့ငါးကြတော့ကွာမင်းမှန်ပုံကြီးထဲမှာငါတို့ကကြည်တာဘာမှတိတ်ပြီးတော့ဟိုငါးနဲ့ငါတို့နဲ့ကတွားပြီးတော့ဒီ interaction ကမရှိဘူးထိတွေ့ကြရတယ်မရှိဘူးငါတို့အစာကျွေးတယ်ဆိုရင်အပေါ်ကဖြူလိုက်တာလေဒါပေမဲ့တချို့လူတွေကတော့အိမ်ဟိုငါးကောင်ကြည်တာပဲဟိုသဘောကျတာပေါ့ကွာဟုတ်လားတချို့ငါရဲ့ဟိုအတိတွေထဲမှာလည်းဟိုငါးမွေးတဲ့လူရှိတယ်အဲ့ငါးမွေးတဲ့တယောက်ဆိုလို့ရှိရင်သူ့ကိုမေးကြည့်ရမယ်ငါးဘာဖြစ်လို့မွေးရလဲမဟုတ်ဘူးတဲ့ तू ကငါးကန်နဲ့ကသူကငါးတွေသူ့ဘာသူရေကူးပြီးတော့သူ့ဘာသူနေနေတာကိုကြည့်တဲ့ဥစ္စာထိုင်ကြည့်နေရတာပဲသူ့ရဲ့စိတ်ထဲမှာသူကစိတ်ချမ်းသာတယ်ပေါ့နော်သူကစိတ်အေးတယ်ပေါ့ဒါသူကနဲ့သူစိတ်ရော့လားစိတ်လျှော့လားဟုတ်လားဘယ်လိုပြောလဲအပေါ်ဟိုစိတ်အေးချမ်းတယ်ပေါ့စိတ်အေးချမ်းရဟုတ်အဲ့ဒါလည်းမှန်တယ်ပေါ့ဘာလို့လူရှိရင်ငါဟိုဘယ်လိုပြောမလဲဟိုအားတို့ဒီအမေဟိုစီအကွေဘာလို့မင်းသိရမလားစီအကွေဘာလို့မင်းကြည့်လို့ရှိကွာမင်းငါမွေးအိမ်မွေးငါတော့မဟုတ်ဘူးကွာဒါပေမဲ့စီအကွေအောင်တွားပြီးတော့အဲ့ဒီမှာ तू ကဒီငါအကန့်အကြီးရှိတယ်အဲ့မှန်ကြီးနဲ့ကွာမင်းထိုင်တော့ကြည့်လို့ရတာကွာအဲ့နေရာမင်းရောက်လာမသိဘူးတချို့ဒီမြန်မာနိုင်ငံကနေပေါ့အလဲလာတဲ့ဟိုပိတ်သက်တွေရှိလို့ရှိလဲအဲ့နေရာကိုတွားတင်တယ်ပေါ့နော်အဲ့ငါရောက်ပြီးတော့ဖြန်နေတွေ့ငါအမျိုးတွေလားလို့အဲ့ပေါ့အဲ့ငါခံတဲကိုရောက်သွားလို့ရှိရင်ကွာအဲ့လိုငါးတွေအဲ့လိုသူ့ဘာသူရေကူးနာတော့လဲထိုင်ပြီးတော့ကြည်နေရတယ်ဖီးတစ်မျိုးကွာသိလားဟိုဒီနေ့တော့သူကူးနေကြတာမင်းထိုင်ပြီးကြည်နေရတော့အဲ့ဒါဖီးတစ်မျိုးအဲ့တော့ငါသူပြောလဲနားလဲတယ်ကွာဟိုသဘောလဲပေါက်တယ်အေးပေါ့အဲ့ဒါတော့ဟုတ်တယ်ဒါပေမဲ့ငါမင်းခုနကပြောလို့ပဲငါ့ဟိုပေါ့နော်ဒီကြည်ရှုဖို့အတွက်မှာပဇွန်မွေးတဲ့လူတွေလည်းအတိုင်းပဲမင်းပဇွန်မွေးရပဇွန်ကောင်လေးတေးသေးလေးတွေပဇွန်ရအောင်စားကျင်တယ်ကွာမင်းအကောင်သေးသေးတွေတော့စားလို့တော့မရဘူးလားဟိုငါတလဲလို့ပါကြော်ရလို့မရဘူးလားလိတ်မွေးတဲ့လူတွေလည်းရှိတယ်ဟောသူတို့အဲ့ဟိုလိတ်ကလေးတွေသူကမွေးပြီးတော့သူကဟိုခုနကမင်းပြောသူမျိုးပဲပေါ့နော်ငါးကိုင်းထဲမှာသူကတေးတေးချာချာတီးဆောက်ထားပြီးတော့ကျွန်းလေးလိုမျိုးဟလာမင်းသူတို့ကဟိုသူ့ရဲ့ငါးကန်ထဲမှာသူ့ရဲ့ beach သူကကမ်းခြေလေးလိုမျိုးသူကလှုပ်ပြီးတော့မင်းလိတ်ကလေးမွေးတဲ့လူတွေရှိတယ်အခုဟိုတခြားကြလို့ရှိရင်ဟို TikTok တော့ဘာတော့မှတခါကြလို့ရှိရင်ဒီကြာလေးငါကြည့်ပြတဲ့တခုရှိတယ်မင်းတော့ကြည့်ပြလားမသိဘူးဟိုပါလဲဟိုPOS စိတ်ကိုမေးတာမွေးတာဟုတ်တယ်ငါမင်းအဲ့ပြောမယ်ဆိုငါသိတယ်မင်းအဲ့ဟိုမင်းအဲ့POS စိတ်မွေးတဲ့ဥစ္စာကလည်းမင်းမဟုတ်ဘူးဒီ तू ပယောစိတ်မွေးတာမဟုတ်ဘူးကွာငါတို့စိတ်ဝင်စားတဲ့ဥစ္စာ TikTok မှာကြည့်တာ तू ပယောစိတ်တွေက तू ဘာလုပ်နေလဲဆိုတဲ့ဥစ္စာ तू ပုံရင် story तू ပြောပြတာဟုတ်တယ်အဲ့ဒါလေးတော်တော်လေးကိုဘယ်မှာတခါကျလို့စိတ်ဝင်စားဖို့ကောင်းတယ်ကြည့်လို့ကောင်းတယ်ဟုတ်လား
ဟိုကြည့်နေတယ်အော်တို့ရဲ့ဒါတို့ရဲ့ဟို survivor ဒီလိုပုံစံကြီးပဲလားဆိုတော့ကြည့်ရသိရမလားအော်တခုခုနေပြီးတွင်းတူရတယ်သိရမလားပြီးလို့ရှိရင်ဟိုဟာအလောင်းနေဆိုလို့ရှိရင်တနေရာကိုသွားပြီးထားရတာမျိုးသိရမလားပြီးလို့သူတစ်ခါသူဘာဆန်းလဲဆိုလို့ရှိရင်အဲ့ဒီဟိုပြောစိတ်တစ်ကောင်ကိုသူကသူကပြောစိတ်တစ်ကောင်တေသွားလို့ရှိရင်သူကဒီ chemical လို့တခု compound တခုကိုသူကထုတ်တယ်ကွာအဲ့ဒါဆိုရင်ဒါပြောစိတ်အတီးတော့ဒီတယောက်ကဟိုဆုံးသွားပြီဆိုတဲ့သဘောမျိုးကိုသူကပြောတဲ့သဘောမျိုးအဲ့တော့သူကဘာလို့လဲဆိုလို့ရှိရင်အဲ့လို chemical ထုတ်တဲ့ဟာကိုသူကနောက်ထပ်ပြောစိတ်တစ်ကောင်စီမှာသူကထည့်ထားလိုက်တယ်တို့လိုက်တာပေါ့ကွာအဲ့တော့အဲ့ဒီပြောစိတ်ကအဲ့ဒီအနံ့လိုဟာမျိုးကိုထွက်နေတယ်ဒါပေမဲ့ပြောစိတ်ကအရှင်လက်ကြီးရှင်နေတော့ပဲအဲ့တော့ဘာဖြစ်လဲဆိုပြောစိတ်ကြီးအဲ့ဒီအနံ့ရတဲ့အတွက်သူကအဲ့ဒီပြောစိတ်ကိုဆွဲပြီးတော့သူကအလောင်းရထားတယ်မှာထားတာပြောရှင်အဲ့ဒီပြောစိတ်ကလည်းအဲ့ဒီအလောင်းရထားတယ်မှာသူကနေတယ်ဘာသူကတေးနေပြီလို့သူကထင်နေတာအဲ့လိုပုံစံကြီးကွာစိတ်ဝင်စားဖို့ကောင်းတာဒါဟိုဘယ်လိုပြောမလဲသူတို့ရဲ့ brain က function တွေကလည်းတစ်မျိုးကွာပြောရမယ်ဆိုလို့ရှိရင်အေးပေါ့ဟုတ်တယ်ပြီးသွားလို့ရှိရင်မင်းတချို့ဆိုင်လည်းမင်းတွေ့ဦးမှာပေါ့မင်းဟိုပျောစိတ်နီနဲ့ပျောအဲ့ဟိုအနီအောင်ပျောစိတ်တွေနဲ့မင်းအမဲအောင်ပျောစိတ်တွေနဲ့သူကနှစ်မျိုးရှိတယ်ကွာအဲ့ဒါကို तू ကဟိုဘက်မှာပေါ့နော်ဒီသူ့ရဲ့ဒီသူတို့လည်းအဲ့ဟိုထင်တာကတော့ဒီဟိုငါးခိုင်ကြီးလိုမျိုးပဲ तू ကဒီ glass ကြီးနဲ့ तू ကမှန်နေနဲ့ပဲလှုပ်ထားတာကွာဟုတ်တယ်မလား तू ကအပြင်ကနေပြီးကြည့်လို့ရအောင်ဒါပေမဲ့ तू ကတလဲနဲ့ဖြည့်ထားတာပေါ့ရေဖြည့်ထားတဲ့အစားအဲ့ပြီးသွားလို့ရှိရင် तू ကဟိုနားလေးမှာမင်း तू ကမီးလေးတွေထည့်ထားတယ်ဒီနားမှာမီးလေးထည့်ထားဆိုအထက်ကဘာလုပ်နေလဲဆိုတော့မြင်ရတယ်ပြီးသွားလို့ရှိရင်အပေါ်မှာကျတော့သူတို့ရဲ့ဟိုတောလေးလိုမျိုး तू ကလှုပ်ထားတာပေါ့နော်အဲ့ခါကျတော့သူတို့ရဲ့ဒီဘက်ထောင်းမှာ तू ကထောင်းတစ်ဖက်မှာ तू ကပြစိတ်အမဲကောင်တွေထားတာတယ်ထောင်းတစ်ဖက်မှာကျပြစိတ်အနီကောင်တွေထားတာထားလိုက်ပြီးတော့သူကဖြည်းဖြည်းချင်းပေါ့နော်ဒီကောင်တွေကဘယ်လိုလုပ်လဲဟလာသူတို့ဖြည်းဖြည်းချင်းသူတို့စပြီးတော့အဲ့ဒီပြောစိတ်တွေစလာတဲ့အချိန်ပေါ့နော်စပြီးတော့သူတို့ဒီကိုင်းထဲမှာထားလိုက်တဲ့အချိန်မှာသူတို့ကတော့ဖြည်းဖြည်းချင်းသူတို့ဥတာပေါ့နော်သူတို့ကဟိုသူ့ရဲ့ပြောစိတ်ဘေးမာကြီးနဲ့သူကစတာပေါ့ဒီ Queen Anne ကြီးနဲ့အကြီးကြီးနဲ့သူကစသူကဥတွေပြီးတော့ဥတွေကနေပြီးတော့သူတို့ပေါက်လာတယ်ဆိုလို့ရှိရင်ဒီပြောစိတ်ကလေးတွေသူကစပြီးတော့အလွတ်လုပ်တယ်ကွာပြီးတော့သူတို့ရဲ့အဲ့ဒီပြောစိတ်နိုင်ငံကြီးပဲခေါ်မလားသူပြောစိတ်အုံကြီးကိုပဲသူတို့ဖြည်းဖြည်းချင်းတီဆောက်တယ်ပေါ့နော်ပြီးတော့ဟိုဘက်ကလည်းပြောစိတ်အုံကြီးကိုတီဆောက်ပြီးတော့သူတို့နှစ်ကောင်စတွေ့တဲ့အချိန်မှာသူကဟိုဘက်ကအမဲတွေကအနီကိုသွားပြီးတော့အနိုင်ကျင်းလိုက်ပြီးတော့အဲ့ဒါပါလေအနီရလည်းတွားပြီးအမဲတွေကိုအနိုင်ကျင်းလိုက်ဖြည်းဖြည်းချင်းနှစ်ကောင်ချရင်လည်းသူတို့ကအုပ်စုလိုက်ဝိုင်းပြီးချကြတာသူတို့စစ်ပစ်ကြတာသူတို့လည်းပြောစိဟာအဲ့ဒီဥစ္စာလည်းငါတွားပြီးကြည့်ဟဲဒုက္ခပဲပေါ့နော်သူကလည်းဟိုဒီဗီဒီယိုရိုက်တဲ့ကောင်ကလည်းသူကလည်းပုံမြန်ပြောပြနေဟာဒီကောင်တွေကတွေ့ရဘာဖြစ်ပြန်ပြီတော့ဟဲ့လားဟိုအမဲကောင်တွေကတွားပြီးအနိုင်ကျင်းလို့ပြောစိတ်အနီလေးဆိုပြီးစဉ်းစားတယ်ငါပြောစိတ်ကောင်ကတွားပြီးတော့လုံးဝမြစ်တာသွားရှိနေတာဟာဒီပြောစိတ်တွေတနာပါတယ်ဟဲ့လားဟာချီတော့ဒီအမဲကောင်တွေကဒီပြောစိတ်ကိုတိုက်တာဒီပြောစိတ်တေဝိုင်းနောက်ပြောစိတ်တွေကဘယ်လိုလာမင်းပြောလိုမျိုးပဲပေါ့နော်ရုပ်ရှင်ဇာတ်လမ်းကြီးကြည့်ရတာဒီ chemical တစ်ခုဟုတ်တယ်ရုပ်ရှင်ဇာတ်လမ်းကြီးကြည့်နေတဲ့အတိုင်းပဲမင်းတေဝါလို့ရှိလို့ရှိရင် chemical တစ်ခုကထွက်လာတဲ့အချိန်မှာ तू ကလှမ်းပြီးတော့တိသွားသူ့ဘက်ကကောင်တွေကဒီဘက်ပြောစိတ်နီအိုကြီးဘက်ကကောင်တွေကသူ့ကိုတွေ့သွားတဲ့အချိန်မှာဘာလုပ်မလဲမင်းဟိုဘက်ကကောင်တွေကလာတာတွားပြီးလက်တော့ပြန်မယ်ချမယ်ဆိုပြီးတက်သွားဟာမင်းရေးလေကြည့်လို့ကောင်းဒါလည်းဟိုထူးဆန်းကြည့်လို့ကောင်းရတဲ့ဥစ္စာကလည်းခုနကပြောလိုမျိုးပေါ့ဒီဗီဒီယိုရိုက်နေတဲ့လူကပို့ပြီးတော့ကြည့်ကောင်းအောင်သူကပြီးတော့ storytelling လည်းရှိတာ哦 storytelling လည်းရှိတာပေါ့အဲဒီဥစ္စာအပြင်တခါလေကြားလို့ရှိလို့ရှိရင်ဒီပြောစိတ်အုံကြီးတွေထဲမှာတွားပြီးတော့သူကဟိုကီမီကောက်တွေထည့်တာတော့ဟလာသူကဟိုပင့်ကူတွေထည့်တာတော့တခါလေရလို့ရှိလို့ရှိရင်သူတို့ကဟိုပုတ်တင်ညိုတို့ဘာလို့နေရလဲသူကလှမ်းပြီးတော့ထည့်ပုတ်တင်ညိုကပျောစိတ်ကိုစားမလားနော်ဘူးပျောစိတ်တွေကဒီပုတ်တင်ညိုလိုက်ကြိုက်ပြီးတော့ပုတ်တင်ညိုကတေရောပုတ်တင်ညိုကအစာဖြစ်သွားတာအဲ့လိုမျိုးတွေပေါ့ရုပ်ပျောစိတ်တွေဆိုလို့ရှိရင်လည်းသူကပြင်းတယ်သူကပို့ပြီးတော့အရန်ဟို aggressive ဖြစ်တာဟုတ်အဲ့မင်းပုတ်တင်ညိုဆိုတော့မင်းပုတ်တင်ညိုမွေးတဲ့လူတွေလည်းရှိရသေးလားအေးခုနောက်ပိုင်းကောင်းငိမ့်ဖို့လားကောင်းငိမ့်ဖို့တော့ကောင်းငိမ့်မလားမငိမ့်ဘူးလားတော့ငါမသိဘူးကောဒါပေမဲ့ဒီပုတ်တင်ညိုထဲမှာလေ तू ကပုတ်တင်ညိုအမျိုးစုံကော तू ကတချို့ကောင်တွေကကြာ तू ကဟိုနည်းနည်းအကောင်ကြီးကတော့ဖွတ်ဟလာငါတို့ခေါ်တာကြတော့ဒါပေမဲ့ဖွတ်လောက်လည်းမကြည့်ဘူး तू ကဒီပုတ်တင်ညို तू ကအသေးစားလေးတွေပေါ့နော် तू ကအယောင်မျိုးစုံငါတို့မြန်မာစကားကလည်းဒီပုတ်တင်ညိုကလဲလို့ငါလည်းတိတ်ပြီးတော့မသိဘူးမြန်မာစကားလည်းတော်တာပုတ်တင်ညိုမှန်ပါတယ်ပုတ်တင်ညိုဟုတ်ပါတယ်အေးပေါ့အဲ့ပုတ်တင်ညို तू ကမှဟိုအနီအောင်အဝါရောင် तू ကအယောင်မျိုးစုံပြီးရင်မျိုးစားမျိုးစုံရှိတယ်တချို့ကြတော့လဲ तू ကပုတ်တင်ညိုပါညာကြိုက်တာလဲ तू ကနည်းနည်း low maintenance ကွာပြောရလို့ရှိလို့ရှင်သူကနည်းနည်း chill ပဲမင်း तू ကကြည့်လိုက်ဟ
ဟိုစားပါလဲစားခြင်းနဲ့ဆိုလို့ရှိရင်သူ့ကိုကျွေးလိုက်ပြီးသွားလို့ရှိရင်ပုတ်တင်ညောကဒီအသေးလေးတွေကွာဒီလက်ခွားပေါ်မှာသူကတင်လိုက်အောင်ပဲပြီးတော့လည်းဘဲမှာသွားတာလည်းမဟုတ်ထွက်ပြေးတာလည်းမဟုတ်သူ့ဘာသူနေပူစားလုံးသူမျိုးသူကသူ့ဘာသူအေးဆေးနေနေတာဆိုတော့တချို့ကြတော့လည်းပုတ်တင်ညောကြိုက်ကြတယ်ပေါ့ကြတယ်အေးပေါ့တချို့ကြတော့လည်းဟိုပုတ်တင်ညောတွေမကဘူးအဲ့ဒါမျိုးပေါ့နော်သူကမွေတွေပါတယ်မွေတဲ့လူတွေလည်းရှိတယ်ဟောအေးပေါ့စင်ကာပူမှာတော့မရှိဘူးမွေကတော့အစိတ်ရှိတဲ့မွေမဟုတ်စင်ကာပူမှာလည်းရှိတယ်တချို့ဟုတ်လားမွေးလို့ရတာလားဒါပေမဲ့မွေးလို့မရဘူးလေဒါပေမဲ့ငါစင်ကာပူမှာရှိတယ်ဆိုတာငါဘလို့သိတယ်ဆိုတော့သတင်းထဲပါလာမွေးတဲ့လူကတော့ထားပြီးတော့လာပါလားโอเค illegally နဲ့မွေးတာပေါ့အဲ့ဒါမျိုး illegally နဲ့မွေးတာပြီးတော့နောက်ပိုင်းဘလို့မျိုးတိသွားလဲဆိုတော့ I think ဟိုသူ့ရဲ့ဟိုဘေးအိမ်ကကြောင်လားခွေးလားမသိဘူးအဲ့ကောင်သွားကြိုက်တာလားပါလားအဲ့ဒါမျိုးနဲ့သူကပြဿနာတက်သွားတာသူမွေးထားတဲ့ဥစ္စာလဲကွာအိမ်မှာမွေးလို့ရတဲ့မွေမျိုးကသူကစပကြီးမွေလိုမျိုးပဲမွေးလို့ရတာသူကစပကြီးမွေထဲမှာသူကဟိုအမျိုးအစားမျိုးစုံရှိတယ်ဟိုငါတို့တွေသိတဲ့စပကြီးမွေကြီးတွေဟိုပေါ်တောထဲကအကောင်ကြီးတွေအကြီးတွေဟိုကလိုက်မျိုးဒီကလိုက်မျိုးဆိုတဲ့အကောင်ကြီးတွေကဟိုတကက်အချိုင်းနေကွာအကြီးစားမျိုးကြီးဒါပေမဲ့အိမ်မွေးလို့ရတဲ့ဟိုစပကြီးမွေမျိုးကသူကတက်ရှိတယ်အဲ့ကောင်တွေကအရန်ကြီးကိုမကြီးပါဘူးသူကတိတ်ပြီးတော့မကြီးဘူးသူကဒီလက်တောင်လောက်ပဲသူကကြီးတာဒါပေမဲ့သူကဝလာတယ်ပေါ့နော်အဲ့ဒါမျိုးအဲ့ဒါမျိုးမွေတွေကသူကမွေးတာရှိတယ်ငါတို့ဒီခုနကပြောလို့မျိုးစင်ကာပူမှာလည်းတိတ်ပြီးတော့မရှိအေးရှားမှာတိတ်ပြီးတော့မရှိဘူးဒါပေမဲ့ဟိုအမေရိကမှာပေါ့နော် US မှာမွေးတဲ့ဥစ္စာတို့တော့ပါကြတယ်မွေ US တို့ Europe တို့မွေလုံးဝမကြိုက်ဘူးအော်မွေချောင်းပြောတယ်ငါဘိုက်ထက်ကလီစားတဲ့ဂီပြဘာအဲ့မဲ့မင်းနောက်ပိုင်းမင်းကိုမွေ TikTok တွေငါပို့အောင် share ဟာလုံးဝမင်းကို block လုပ်မှာကြိုက်ဟမ်နဲမဟုတ်တချို့ TikTok တွေလည်းမင်းခုနကငါတို့ဟိုပျောစိတ် TikTok လိုမျိုးပေါ့နော်ပြောလို့ရှိရင်သူတို့ကလည်းပုံမြင်ကိုသူကပြောပြတာဒီဘာပဲဖြစ်ဖြစ် TikTok မှာနာမည်ကြီးတဲ့မွေနဲ့ဆိုင်နေဆိုလုံးဝမပို့နဲ့တကယ်ကြီးမင်းငါနဲ့တကယ်ချင်းဖြစ်နေတယ်တကယ်ချင်းဖြစ်ချင်နေတယ်မွေနဲ့ဆိုင်တဲ့ဟာကိုလုံးဝမပို့နဲ့โอเคမင်းတရက်တခါလေးမှာငါလုံးဝကောနဲ့လုံးဝတငယ်ချင်းဘွားတွေထွက်တော့မယ်ဆိုတဲ့အချိန်ကြာလို့ရှိမှာမင်းမွေအကြောင်းပြောမွေထားမျိုးလို့အရက်နည်းနည်းတိုက်ပြောမှာငါမင်းကိုမွေ TikTok ပြမရအောင်အဲ့ဒါလို့ရှိရင်လည်းမရအောင်မသိဘူးငါမွေကိုဟိုကြိုက်လည်းမကြိုက်ဘူးကြောက်လည်းကြောက်တယ်ငါတို့တခါပြောဘူးလားမသိဘူးမွေနဲ့ချင်းသေးတယ်ဆိုမင်းဘယ်အောင်ရင်ဆိုင်မလဲဆိုတာငါတို့အဲ့အကြောင်းပြောဘူးလားမပြောဘူးအဲ့တော့မင်းကငါမေးမယ်တကယ်လို့မင်းနှစ်ခုရွေးရပါမွေရချင်းသေးရမင်းဘယ်အဲ့တော့မင်းအခုအသက်ရှင်မို့အတွက်ကနှစ်လမ်းပဲရှိတယ်ပထမတစ်လမ်းကမွေရှိတယ်နောက်တစ်လမ်းကချင်းသေးရှိတယ်ဒါပေမဲ့မွေတစ်ကောင်နဲ့ချင်းသေးတစ်ကောင်ပဲအဲ့တော့ဘယ်လမ်းကိုမင်းရှောင်မလဲမင်းကိုရွေးခိုင်းမင်းဘယ်အောင်သွားမလဲချင်းသေးရှောင်မယ်မွေနဲ့အဆင်ပြေလိမ့်မယ်ငါချင်းသေးကိုသွားပါမင်းကလည်းကွာမင်းစဉ်းစားကြည့်မင်းချင်းသေးကမင်းကိုတတ်မယ်ဆိုလို့ရှိလို့ချင်းသေးကမင်းကိုကြိုက်မှာမင်းလက်နဲ့ပုတ်မှာမင်းတော်ခံစားပြီးတော့မင်းဟိုမှာမင်းမသိခင်မင်းတော်ခံစားရမှာစဉ်းစားကြည့်မွေကအစိတ်ပြင်းတဲ့ဥစ္စာဆိုရင်မင်းကိုတစ်ချက်ပေါက်လိုက်မင်း15မိနစ်နဲ့မင်းရှော့သွားပြီမင်းပြီးသွားပြီမင်းတတ်မင်းထွက်သွားမှာအဲ့လိုမဟုတ်ဘူးအသက်ငါကအခုမင်းနှစ်နေရာရွေးရမှာလေဒါမင်း survivor လေကွာမွေကိုသွားလို့ရှိရင်မွေတဲ့လမ်းကိုမင်းသွားတယ်မင်းကိုစဉ်းစားကြည့်မွေလမ်းကိုမင်းသွားတယ်မွေဆိုတဲ့အကောင်ကငါအခုဟိုဒီ Cobra လိုမွေပဲပြောလိုက်အဲ့လိုမွေဆိုတဲ့အကောင်ရန်တေးတယ်လှင်လည်းအရင်လှင်တယ်မမြင်ရဘူးမကြောက်ဘူးလားဘယ်တော့ကြိုက်မလဲမသိဘူးချင်းသေးဆိုလို့ရှိရင် okay ဝင်သွားတယ်မင်းအဲ့လိုပြောကြေးဆိုလို့ရှိရင်မင်းဘလို့ပဲလို့မင်းတေးပါမင်းဘလို့တေးရမလဲဆိုတော့မင်းအခုရွေးချယ်နေတာဒါပေမဲ့ဘလောက်ပဲဖြစ်ဖြစ်ငါတေးမယ်ဆိုလို့ရှိရင် at least ကွာငါအထင်မှာပြောလို့ချင်းသေးနဲ့ငါ fighting chance ရှိသေးတယ်မင်းချင်းသေးကမင်းကို fighting chance မင်းလုံးဝမရှိဘူးရအောင်စိတ်မဖူနဲ့ဒါပေမဲ့မင်းချင်းသေးကလည်းမင်းတစ်ခုရှိတာနော်မင်းချင်းသေးကမင်းကိုစားလို့ရှိလို့ရှိရင်မင်းကိုအသေးတက်ပြီးတော့စားတာမဟုတ်ဘူးနော်မင်းချင်းသေးကမင်းကိုအရှင်မင်းရှင်နေတဲ့အချိန်မှာစားတာအရေးမကြည့်ဘူးဒါပေမဲ့ငါအဲ့အချိန်တွင်းမှာလာနေတဲ့အချိန်မှာငါချင်းသေးကိုမြင်နေရတယ်ဒါငါ့ရဲ့ logic အရေးမကြည့်ငါ့ရဲ့ logic ကချင်းသေးကိုငါမြင်နေရတယ်ဟုတ်ပြီနော်မွေလို့ရှိရင်ငါမမြင်ရအောင်ဘာမှလည်းငါမသိဘူးဘယ်တစ်ပင်ပေါ်မှာလည်းမသိဘူးစောအကြောက်ဟိုကောင်မင်းစားကြည့်ကွာပြီးတော့အေးထဲမှာမင်းလမ်းလျှောက်ကြပါဘယ်နာလာမှလည်းမသိဘူးချင်းသေးဆိုလို့ရှိရင် at least ကွာတခြားကြည့်လို့ရှိရင်မြက်ဟိုတစ်ပင်တွေကိုဖယ်လိုက်လို့ရတယ်ချင်းသေးကဘလို့မှတစ်ပင်ပေါ်မှာလုံးဝမနေနိုင်ဟ
ဟုတ်တယ်နော်အဲ့တော့ okay မင်းအောက်ကိုပဲကြည့်အောင်မယ်ဟုတ်တယ်နော်အောက်တင်မှာမင်းခြုံနေပါလို့ခါဖယ်လိုက်လို့ရှိရင်ချင်းသေးကလာနေပြီးတွေ့နေတာဟုတ်တယ်မအဲ့တော့လာနေတဲ့ဟာကိုတကယ်လို့မင်းရှောင်းနိုင်တယ်ဒါပေမဲ့ချင်းသေးကိုချက်လုံးကလက်တီးနေပါကျွေးလိုက်ကွာဆိုလို့ရှိရင်နည်းနည်းအဆင်ပြေသေးတယ်ငါတို့ငါရဲ့ logic ငါရဲ့ logic ကဒါငါချင်းသေးနဲ့ at least နှစ်ပန်းလုံးလို့ရသေးတယ်ပြောချင်တာမွေဆိုရှင်နှစ်ပန်းလုံးပိုင်ဝင်တော့မရှိပေါ့လားပြောချင်တာမွေဆိုရှင်မြန်မာတော့ဟဲ့မင်းချင်းသေးနဲ့မင်းတွေ့လဲရှောမှာပဲရအောင်ဘာပဲဖြစ်ဖြစ်မင်းအေးမို့နှစ်ဖက်လုံးကရှောဖို့တော့ဂိမ်းများဒါပေမဲ့ငါအမြင်မှာကချင်းသေးနဲ့ဆိုရှင်ကနှစ်ပန်းလုံးပိုင်ဝင်ရှိတော့ငါတို့ chance နဲ့ပုံများတယ်ဒါငါရဲ့ယုံကြည်တာဒါနည်းသိမှာလုံးဝလက်ဝတ်ရေးပါဖထိုးလိုက်အဲပဲသိရပါချင်းသေးကလည်းကြောက်သွားတယ်အဲအချက် okay ဒါမှမဟုတ်ဒါငါရဲ့ကငါမွေလုံးဝမကြိုက်ဘူးမွေလုံးဝလည်းကြောက်တယ်ဒါပေမဲ့မွေကသေးပဲဆိုပေမဲ့မင်းခုနကတော့မင်းပြောလို့မျိုးဟုတ်လားမွေကသေးမယ်မင်းဘယ်နားမှလည်းမသိဘူးဒါပေမဲ့မင်းဒီတိုင်းမင်းဟိုမွေကိုသွားပြီးတော့ပြဿနာမရှာလို့ရှိရင်မွေကလည်းအားရလာပြီးတော့ပေါက်မှလည်းမဟုတ်ဘူးအဲ့ပြောတာဒါပေမဲ့မင်းကဘယ်နားမှမသိတော့ပြဿနာရှာလားမရှာတော့မသိတာရှောင်းလို့မရဘူးငါပြောချင်တာဟုတ်အဲ့ဒါလည်းကံမဲလေမင်းပြောရလို့ရှင်ဟုတ်တယ်လားချင်းသေးကလည်းမင်းတွေ့မှာမင်းလက်သီးထိုးလို့မင်းတေနိုင်တော့မတေနိုင်ဘူးလားဒါပေမဲ့ချင်းသေးမှာလာနေပြီချင်းသေးကလာနေပြီသိလားငါတိလိုက်တယ်ချင်းသေးကလာနေပြီဒါဟုတ်ပြီဒါချင်းသေးကငါ့ကိုဆွဲတော့မှချိန်ပါငါလည်း at least ပြင်ဆင်လို့ရသေးတယ်တစ်ပင်တွေပါနဲ့တစ်ပင်တွေပါနဲ့ပါချိုးလိုက်ချိုးပြီးတဲ့မှာဟိုတို့တွေပါချက်လုပ်လိုက်ပြီးချင်းသေးတွေနဲ့ပါဖျဲချောက်လို့ရတယ်ဒါငါ့ရဲ့ထင်တာပေါ့မွေလို့ရှိရင်ဒါဖျဲချောက်လဲဟိုကောင်ကမရအောင်သူ့မမင်းကိုကြိုက်သွားလို့ရှိရင်သွားပြီမသိဘူးပြီးတော့မွေမျိုးစားမသိလို့ရှိရင်ပိုတော့ဆိုးသေး15မိနစ်အတွင်းတော့မကြောက်မင်းဘာမှကဲလို့မရတော့ဒါငါရဲ့အေးဟောမင်းအဲ့ကကြရင်မင်းရှောမယ်ဆိုလို့ရှိရင်မင်းအေးစေးမင်းတလာရမင်းမွေအစိတ်ကလေးနဲ့ရှောရလိုက်မင်း15မိနစ်နဲ့ပတ်တယ်အဲ့လိုလည်းမထင်ဘူးတော့မွေအဲ့လိုတရာကြီးနဲ့ရှောမယ်လို့လည်းမထင်ဘူးတော့မွေအခိုက်ခံရပြီးတော့တရာကြီးနဲ့ရှောရတယ်လို့လည်းမထင်ဘူးတော့မင်းတို့ခံစားမှာပဲလို့ထင်တယ်အေးဘောဒါမင်းခံစားရတာမင်း15မိနစ်ခံစားမလားမင်းဟိုမှာဗာလဲမင်းချင်းသေးကမင်းကိုမသိရင်မင်းတောင်းတက်ဖို့တော့ခံစားဒါချင်းသေးကငါ့ကိုကြိုက်မှာငါချင်းသေးကငါ့ကိုကြိုက်လိုက်ပြီးတော့တေတော့မယ်ဆိုတော့ငါဒါတေတာလေဒီချင်းသေးကငါ့ကိုမကြိုက်သေးသူတွေကငါ fighting chance လောဝရှိတယ်ပြရလားဒါငါရဲ့ဟိုပါဘောနော်ဒါ logic ငါရဲ့ logic ကငါချင်းသေးကငါ့ကိုမကြိုက်သေး၍ငါရဲ့ goal ကိုမကြိုက်သေးငါ okay ငါ chance ရှိသေးတယ်ဟုတ်ပါပြီဗျာကျွန်တော်တို့လည်းမှာပေါ့နော်ချင်းသေးအကြိုက်ခံမလားမွေအပေါက်ခံမလားဆိုတော့ကျွန်တော်တို့ပြောပြဟာထားပါပဲချင်းသေးနဲ့အကြိုက်ခံမယ်ဆိုလို့ရှိရင်ကျွန်တော်လည်းအတူတူချင်းသေးကိုယုံမယ်တကယ်လို့မွေကြိုက်ခံမယ်ဆိုလို့ရှိရင်ကိုမိုးနဲ့အတူတူမွေတော့ယုံပါမင်းကငါမွေဟိုပါလဲလားမွေအရှင်နေနဲ့တွားပြီးတော့ဓာတ်ပုံရိုက်ခိုင်းမယ်တည်းရလုံးဝမရိုက်ဘူးဘလို့မှမရိုက်ဘူးမင်းကောင်မလေးပြောပြီးတော့ငါရိုက်ခိုင်းမယ်ရအောင်မရိုက်ဘူးနိုင်ငံတော်တွားပြီးတော့ချစ်တယ်ဒါပေမဲ့အချစ်ကဒီလောက်ထိဟိုနေဖြစ်စရာမလိုစီကကိုယ့်ဘာကိုရှိပြီးသား boundary က boundary ပဲဒါကဒီ boundary ကငါလုံးဝ cross လုံးဝမလုပ်လုံးဝဒါလုံးဝမွေကတော့လုံးဝငါရဲ့ဟို phobia ကွာအဲ့ငါတခုငါတွေ့မှုတယ်မွေကြောက်တာ phobia ကိုရှိတယ်သူကဟိုဟာမဟုတ်ဘူးဘာခေါ်လဲခဏလေးဟိုခေါ်လဲပြောရင်လည်းမွေအကြောင်းစဉ်းစားပြီးတော့မင်းစကားတောင်ပြန်ပြီးတော့မပြောနိုင်တော့ကောင်းနော်ငါရှာတာမွေကိုကြောက်တာဝါရှုငါဘယ်လို pronounce လုပ်မလဲ Ophitopia ဆိုတာမွေကိုအရင်ကြောက်တာကွာအဲ့ဒါသူကတကယ်Ophitopia ဘယ်လို pronounce လုပ်ရမသိဘူးအဲ့ဒါသူကတကယ်ဟိုမွေကြောက်တယ်ဆိုတဲ့ဟာမျိုးကွာမင်းကကွာဒီ phobia တခုရှိရကွာမင်းဘာ phobia လဲမင်းဟိုဒီနေရာချင်းလေးမှာမနေချင်တာတော့ဘာလို့သိမှာအဲ့လို phobia အတိုင်းပဲမွေကြောက်တယ်ဆိုတာလဲ Ophitopia လို့ခေါ်တယ်အဲ့ဒီမွေပုံကြီးပေါ်လာမကြိုက်ဘူး okay ချင်းနေလည်းပဲနံပါတ်လုံးကို ready ပဲ anytime အေးပါကွာမင်းငငယ်တော့မင်းဟိုဗာလဲကျောင်းမှာတော့မင်းဟိုမွေပါတယ်မင်းအခန်းထဲအတန်းနဲ့မဝင်ဘူးလားဘူးတယ်အဲ့အကြောင်းမို့လဲငါမွေမကြက်တာဖြစ်လိမ့်မယ်ငယ်လေးတွေကငါမွေနဲ့အိမ်ကရင်းတော့ရန်ကုန်မှာနေတဲ့ channel မှာကစားရတယ်မွေနဲ့မင်းနဲ့ချင်းတယ်တွေ့ဘူးတယ်မွေစိပြီးတော့အဲ့ငါတို့ဒီရေတင်တာအရင်တော့ရေတင်တဲ့ကာမှာလဲမွေတွေ့ဘူးမသိဘူးမကြိုက်ဘူးတော့စဉ်းစားကြတော့ငါတို့ရန်ကုန်မှာကတော့ငါတို့တွေမွေနဲ့တော်တော်ကြီးကိုကံပါလာတာလားအေးပေါ့ပဲမွေကတော့
မွေပဲတွေ့တယ်ငွေမွေကွာ သူကမွေးဝင်နေပါရှိသေးတယ်လေဟလားအယူတွေပါနေ ငွေပဲထွက်လာကြည့်ရငွေရထွက်တော့လို့ဖြစ်တယ် အော်လိုပါကွာမင်းတချို့ငါတို့ရဲ့ဒီတလိษံတွေထဲမှာငါတို့ကသာပြောနေတာငါတို့အခုနားထောင်နေတဲ့လူတွေထဲမှာမွေးတဲ့လူတွေရှိပါမသိဘူး ရှိပါဘောရှိပါဒါပေမဲ့ तू ကရတယ်လေ तू ကမွေးတာငါဘာမှမပြောလို့ပါဘူး အေးပေါ့အဲ့မျိုးဆိုလို့ရှိလို့ရှိရင်ငါတို့တွေဒီပေါ့နော်မင်းအဲ့မျိုးဆိုလို့ရှိရင်မင်းကွာအခုဒီလိษံမင်းတကောင်မွေးရတော့မယ်မင်းကမလေးကိုမင်းစပါတပတ်ထားလိုက်အဲ့တော့မင်းဘယ်ကောင်မွေးမလဲမင်းနောက်ဆုံးဘာကောင်မျိုးမွေးမလဲဘာကောင်မျိုးမွေးမလဲဆိုလို့ရှိရင်ငါကူက Okay ဘယ်ကောင်မျိုးမွေးမယ်အစားခွေးနဲ့ငါလောကဖိုဘီယာဖြစ်ခွေးနဲ့ကြောင်ကအစားခွေးနဲ့ကြောင်ကလွဲလို့ကျွန်တော်ဘာမွေးမလဲဘာမွေးလို့မရဘူးလားမွေးကိုမွေးရပါလားဟမ်ဘာမှမမွေးပဲနေလို့မရဘူးမွေးကိုမွေးရပါလားမရဘူးရမွေးကိုမွေးရမယ်ဆိုရင်ဘာကောင်မွေးလဲhamster ငါဟိုတခါတော့ငါမြန်မာလိုငါလေ့လာဘူးတယ်ပြီးတော့ဘာလဲမသိဘူးငါမေ့သွားပူးက guinea pig hamster ဘာလဲတာ Google Translate ရိုက်ကို hamster လို့ပြောလို့ရှိရင်ရပါတယ်အဲ့လောက်ထိမြန်မာလိုပါတာပြကြမလို့ပါဘူး hamster လို့ပြောလို့ရှိရင်ရပါတယ်အေးပါကွာ hamster ဆိုရင်ပူးလို့မျိုးအကောင်ပဲဟုတ်လားအကောင်ကြီးတတိလေးလက်ပွားလေးပါတတိလေးရပါတယ်အေးဘာလို့ hamster မွေးမှာတော့ပြောlow maintenance ဖြစ်တယ်ပြီးတော့နည်းနည်းဘယ်လိုပြောမလဲတခြားဟာတွေစားလို့ရှိရင်ထိန်းရတင်ရလွယ်လို့ထင်တယ်ဒါပေမဲ့မင်းအောင်ပါမွေးပါ hamster နဲ့နာနေအောင်မနာဘူးလားမသိဘူးလေခါတစ်ခါကိုမွေးဘူးလေဘလို့သိမှာအော်မွေးဘူးမှာပြောမယ်ဘလို့သိမှာလဲနေပါဘာမွေးတယ်ပဲပြောနိုင်အေးပါငါငှက်မွေးမလားโอเคငှက်ကငှက်ကလည်းငှက်ထဲမှာအမျိုးအစားအများကြီးရှိတယ်ကွာဟလားတချို့ကြတော့ချက်တူကြိုက်တယ်တချို့ကြတော့လည်းဇီကွက်တချို့ကြတော့လည်းချက်တူရဲ့အကြီးစားကြီးတယ်ဆိုတော့အဲ့ဒါမျိုးပေါ့အဲ့ဒီကြောက်လေခေရှိထဲမှာထည့်ရတယ်တမျိုးကြီးပဲတချို့ကြတော့လည်းcase ထဲထည့်တဲ့ငှက်အမျိုးအစားမဟုတ်ဘူးသူကအိမ်မှာပဲသူကတိုင်းနေတာတချို့ကြတော့လည်းသူကအပြင်မှာသူကခေါ်ပြီးတော့သူကပြန်ခိုင်းတဲ့ငှက်အမျိုးအစားတွေပါညာရှိတယ်ဒါပေမဲ့အဲ့လိုပေါ့ခေရှိမှာထည့်ရတဲ့သဘောမျိုးလို့ထင်ပုံစံဖြစ်အဲ့ကြောင့်မို့အေးပေါ့စီးကွက်မွေးရမှာစီးကွက်လည်းမစိုးဒါပေမဲ့စီးကွက်ကဘာလို့လဲဆိုတော့စီးကွက်ရဲ့behavior ပေါ့နော်အဲ့ဒီဥစ္စာကသူကကြောင်နဲ့ခတ်စင်နေမယ်ကြောင်မွေးရအောင်ဆိုဇီးကွက်မွေးရမယ်ကြောင်နဲ့တူတဲ့ငှက်မွေးအကုန်လုံးကကြည့်ရငါတို့ကအသက်အရွယ်ရောက်လာလို့လားမသိဘူးအကုန်လုံးက low maintenance ဟာတွေပဲမွေးနေကြတတ်တော့တမျိုးတော့ရှိကျင်တယ်ဒါပေမဲ့လုံးဝမထိမ့်သိမ်းချင်ဘူးဘာလို့ဝိုင်းနေကြကလေးပဲမွေးတာကောင်းပါတောင်းတိတ်ပြောမယူရင်းရောက်တော်ကလေးပဲမွေးအောင်တောင်းရင်ပြေးအောင်ထုတ်ဟိုလေမထူးတော့ပါဘူးထားလိုက်ပါတော့ကလေးမွေးမယ်ဆိုလို့ရှိရင်တော့မင်းဘာမှအိမ်မွေး30ပါကြီးစဉ်းစားမနေတော့ဟဲ့ကလေးမွေးဖို့နဲ့မင်းမွေးအောင်မင်းထိန်ဟောကဲကိုဝေးကျွန်တော်လဲဒီနေ့ episode ပါအိမ်မွေးသိစားနေပြီးတော့မြန်မာရုပ်ရှင်ကနေပြီးတော့မွေနဲ့ချင်သေးနဲ့နောက်ပြီးလို့ရှိရင်ကျွန်တော်ငားတွေရောစုံနေတာပါပဲကျွန်တော်ဒီနေ့ episode လေးကိုဒီမှာပဲရပ်နားလိုက်ကြအောင်ကိုမွေးဟုတ်ကဲ့ပါကျွန်တော်တို့ဒီလိုမျိုး episode တွေကိုသဘောကျတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ comment ပေးပါlike share subscribe လုပ်ပေးပါခင်ဗျာပြီးပါလို့ရှိရင်လည်းချင်းသေးလားမွေလားဆိုတာသိလို့ရှိရင်လည်းကျွန်တော်တို့ comment ထဲမှာဆက်လက်ပြီးတော့ဆွေးနွေးလို့ရပါတယ်မဟုတ်လားဟုတ်တယ်လား vote လုပ်ခိုင်းမယ်ကျွန်တော်တို့ Facebook page မှာ vote လုပ်ခိုင်းမယ် Facebook page တော့မ YouTube မှာကျွန်တော်တို့ vote လုပ်ခိုင်းမယ်ဒါပေမဲ့တော့ Spotify မှာနားထောင်တဲ့ဟာဆိုရင် Spotify မှာ voting system ရှိရအဲ့ဒါမှာ voting ပေးကြပါတကယ်သိကြလို့ဘယ်လောက်လောက်ခါတကယ်ချင်းသေးတဲ့မွေတော့တကယ်ကိုသိကြတယ်ဟုတ်ပါပြီဗျာဟုတ်တယ်လားအဲဒီဥစ္စာတွေ့လို့ရှိရင်လည်းကျွန်တော်တို့ participate လုပ်ပေးပါကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအဲ့ဒါမျိုးဆိုလို့ရှိရင်ဒီနေ့တော့ကတော့ okay ပါနောက် episode မှာတွေ့ပါမယ် bye bye